ပရိသတ်များအားလုံးပဲမင်္ဂလာပါအန်ကယ်ဥခန္တာမြင့်ရေးသားထားတဲ့ဗမာသမိုင်းထောင်ချောက်ကြီးစောင်းပါစာတမ်းတင်ဆက်မှုကိုဆက်လက်ဖတ်ပြတင်ဆက်သွားမှာဖြစ်ပါတယ်အပိုက်ရှေပြည်ထောင်စုအစိုးရပါထဆဦးမှုရဲ့ပြည်ထောင်စုပါတီဟာ1960ပြည့်နှစ်ရွေးကောက်ပွဲကိုမဲဆန္ဒနယ်မြေ82ရာခိုင်နှုန်းမှာအနိုင်ရရှိခဲ့ပါတယ်အနိုင်ကျင့်ပိုကြတဲ့စစ်တပ်နဲ့မောက်မာရိုင်းပြတဲ့တီမြဲဖဆပါလာကိုပြည်သူလူထုကအရွက်တိုက်ဆန့်ကျင်ပြီးမဲပေးခဲ့လို့နိုင်သွားတာပါစစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုအဓိကခံခဲ့ရတဲ့ပါလီမန်ထဲမှာလည်းအိမ်ဆောင်အစိုးရရဲ့ဒီမိုကရေစီစံနှုန်းများချိုးဖောက်မှုကိုဖွင့်ချခုခံတိုက်ခိုက်ခဲ့တဲ့ပမညာတပ်ကတော့လုံးဝကြာရှုံးသွားခဲ့ပါတယ်။မြေပေါ်လက်ဝဲနိုင်ငံရေးသမားအများစုကတော့ဗမာမဲဆန္ဒရှင်ပြည်သူလူထုရဲ့အခြေအနေကိုသဘောပေါက်သွားပါတယ်။ပြည်သူကိုအပြစ်မတင်ရတော့ပါလီမန်ဒီမိုကရေစီစနစ်ကိုအားကိုးလို့မရဘူးလို့မြင်လာပါတယ်။အာဏာရလာတဲ့ပြည်ထောင်စုပါတီလည်းအစိုးရဖွဲ့ပြီးပြချင်းဆိုသလိုပဲဥဖို့သခင်ဆိုပြီးထက်ကွဲကြပြန်ပါတယ်။ဝန်ကြီးချုပ်ဦးနုကလည်းဝင်မထိန်တော့ပဲသူ့ရွေးကောက်ပွဲဂရိအတိုင်းဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းလိုက်ပါတယ်။ပြီးတော့တရုတ်ဗမာနယ်နိမိတ်စီးကိုပါလီမန်မှာမဲခွဲအတည်ပြုလိုက်တဲ့ရလက်ကတော့ကချင်တက္ကသိုလ်ကျောင်းသားလူငယ်များကဗမာဗုဒ္ဓဘာသာလူများစုရဲ့အနိုင်ကျင့်မှုကိုအခြေခံဥပဒေနဲ့ပါလီမန်စနစ်အောက်မှာကာကွယ်လို့မဖြစ်နိုင်ဘူးလက်နက်ကင်တော်လှန်မှရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ရှမ်းစော်ဘွားများနဲ့ရှမ်းပညာတတ်လူငယ်များနိုင်ငံရေးသမားများကဖက်ဒရယ်စနစ်ကိုရအောင်တောင်းမယ်ဆိုပြီးရှမ်းမူကိုတင်ပါတယ်ဗမာလူမျိုးကြီးဝါဒဆိုတဲ့ဝေါ်ဟာရကိုတွင်တွင်ကြဲကြဲသုံးလာကြပါပြီဖက်ဒရယ်စနစ်ရဖို့ခွဲထွက်ခွင့်နဲ့အကြက်ကင်ပဲလို့စီစဉ်ကြပါတယ်ရှမ်းပြည်ပြည်နိုင်ငံထူထောင်ဖို့ကြိတ်ကြံတာလို့ဆွဆွဲသူများလည်းရှိကြပါတယ်ဟုတ်မဟုတ်မသိနိုင်ပါတစ်ချိန်တည်းမှာပဲအတန်ပြောက်နေတဲ့တရုတ်ဖြူကိစ္စကပြန်ပေါ်လာပါတယ်ရှမ်းပြည်အရှေ့ပိုင်းကတရုတ်ဖြူတပ်တွေကိုတိတ်တိတ်ထောက်ပံ့နေတဲ့ CIA ရဲ့လေရင်နဲ့ဗမာလေတပ်မတော်ကလေရင်တို့ဝေဟင်တိုက်ပွဲဖြစ်ပြီး CIA လေရင်ရောဗမာတပ်မတော်ကဗိုလ်ပီတာမောင်းတဲ့လေရင်ရောပြက်ကျသွားပါတယ်ဗိုလ်ပီတာဟာဗမာသူရဲကောင်းဖြစ်သွားပြီးသူနဲ့အတူဗမာတပ်မတော်ရဲ့ခုံတိတ်ခါတက်လာပါတယ်ပြည်သူလူထုအကြားအထူးသဖြင့်တက္ကသိုလ်ကျောင်းသားလူငယ်တို့အကြားမှာအမေရိကန်မုန်းတီးရဲ့ SCAD ကိုစစ်အုပ်စုစန့်ကျင်ရေးတွေပြန့်နှံ့လာပါတယ်တစ်ဖက်ကလည်းနိုင်ငံတော်ဘာသာဖြစ်လာတဲ့ဗုဒ္ဓဘာသာကိုပြန်ပြီးချိန်ညှိတဲ့အနေနဲ့အခြေခံဥပဒေကိုထပ်ပြင်ပြီးတော့တန်ဃာတော်များကဥဆောင်တဲ့မကျေနပ်တဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်လာပါတယ်ဗမာမျိုးသားရေးဝါဒနိုင်ငံသားမုန်းတီးရေးဝါဒကြံတိုင်းရင်းသားများကိုစိတ်မချတဲ့ဝါဒများနဲ့အစိုးရဗုဒ္ဓဘာသာကိုးကွယ်မှုတို့ရောရှက်သွားကြပါတယ်။မြေပြင်မှာလက်တွေ့ကူမနဲ့ကျူးကျော်တာကိုခံနေရတဲ့ရှမ်းလာဟူစတဲ့လူမျိုးစုများအမြင်မှာတော့မဟာဗမာဝါဒအမောက်ထောင်လာတာပါပဲ။ဒါကြောင့်ဖက်ဒရယ်မူကိစ္စဟာအရင်ကရှမ်းမူဖြစ်နေရကနေရှမ်းတွေတင်မကတော့ပဲကြံတိုင်းရင်းသားလူမျိုးတွေပါဝင်လာပါတယ်။ဦးနုအစိုးရဟာအစိုးရဖွဲ့ပြီးနောက်တစ်နှစ်ခွဲလောက်ကြာတဲ့အထိဘာအလုပ်မှမမေရရမလုပ်နိုင်ခဲ့ပဲကိုပါတီတဲကအကွဲပြဲကလည်းရှက်စရာကောင်းလောက်အောင်ရုပ်ဆိုးလာပါတယ်။အိန္ဒိယကတင်သွင်းလာတဲ့ရုပ်ရှင်ကားတကားကိုအကြောင်းပြုပြီးဗုဒ္ဓဘာသာဝင်တွေကစူဘူးအထီးကရုံးဖြစ်တာကိုရဲကဖြိုခွင်းတော့ရုပ်ရှင်ရောပါရှင်ဟိန္ဒူတထေးတွေကိုဦးနုကဗတ်လိုက်ကာကွယ်ပေးတယ်လို့ဆွဆွဲကြပြန်တယ်။အဲဒီလိုအခြေအနေမျိုးမှာပဲကြံတိုင်းရင်းသားလူမျိုးများကဥဆောင်ပြီးဖက်ဒရယ်စနစ်အတွက်မူချဖို့ညီလာခံခေါ်ပါတယ်။အဲဒီညီလာခံမှာပြည်မကအဓိကပါတီကြီး၃ခုလုံးကဖက်ဒရယ်ကိုသဘောမတူကြောင်းပြောပါတယ်။အဲ့ဒီ၃ပါတီဟာ1960ရွေးကောက်ပွဲမှာရခဲ့တဲ့မဲစုစုပေါင်းဟာတပြည်လုံးကခိုင်လုံတဲ့ဆန္ဒမဲရဲ့93ရာခိုင်နှုန်းရှိပါတယ်။ကြံတိုင်းနာပါတီများနဲ့တတိပုဂ္ဂလကိုယ်စားလှယ်များရမဲဟာ9ရာခိုင်နှုန်းကျော်ကျော်ပဲရှိပါတယ်။ဒါကိုကြည့်ရင်ဖက်ဒရယ်စနစ်ဖြစ်ဖို့ဆိုတာဗမာမဲဆန္ဒရှင်ပြည်သူများကိုအားကိုးလို့တော့ဘယ်လို့မှမဖြစ်နိုင်ဘူးဆိုတာကြံတိုင်းသားများကသဘောပေါက်သွားကြပါပြီ။ပြည်မကလူမှန်ရင်ဗမာလူမျိုးကြီးဝါဒသမားတွေကြီးပါပဲ။ဒါပေမဲ့ညီလာခံမပြီးခင်ဗမာတပ်မတော်ကလက်ဦးမှုရယူသွားပါတယ်။အပိုက်ကိုတော်လှန်ရေးကောင်စီနဲ့ခေပြောင်းတော်လှန်ရေးဗိုလ်ချုပ်နေဝင်းက1962ခုနှစ်မှာဒုတိယကြိမ်အာဏာသိမ်းတော့တိုင်းရင်းသားတွေကဖက်ဒရယ်တောင်းတာကိုအကြောင်းပြပါတယ်အဖမ်းမခံရတဲ့နိုင်ငံရေးသမားအားလုံးနဲ့ဗမာပြည်သူအများစုကမကန့်ကွက်ကြပါဘူးဒီမြဲဖာစာပလာတွေကတော့ဝမ်းသာအားရဖြစ်ကုန်ပါတယ်ဦးမှုပြန်တက်ဆကသူတို့လူဗိုလ်မှူးကြီးတော်တော်များများကိုဗိုလ်နေဝင်းကအရင်ရှင်းထားပေမဲ့ဗိုလ်မှူးချုပ်အောင်ကြီးအပါဝင်ဆိုရှယ်လစ်ဂိုင်းဝင်တော်တော်များများကတော်လှန်ရေးကောင်စီလို့အမိခံတဲ့အာဏာသိမ်းအဖွဲ့မှာပါနေကြပါတယ်တန်ရှင်းတီမြဲကွဲကြတော့ကသူတို့ဘက်မပါခဲ့တဲ့တိုင်းရင်းသားနိုင်ငံရေးသမားအများစုကိုတမနာကြီးနှုတ်ဖြစ်တဲ့ဆက်ရွှေတိုင်းနဲ့မဝဲမောင်တို့နဲ့အတူထိန်းသိမ်းထားပြီးနေပြီဖြစ်ပါတယ်စစ်တပ်ကလှုပ်ဝက်ချက်ကိုပေါက်ကြားတယ်လို့နဲ့ဖြန့်ဝေထားတဲ့သတင်းကတော့စော်ဘွားချို့ဟာရှမ်းပြည်ကိုပြည်တော်စုကခွဲထုတ်ပြီး SCAD ကိုစစ်အုပ်စုတွေဝင်မှု CIA နဲ့ပေါင်းပြီးချန်စီလို့အာဏာသိမ်းရတာပါတဲ့ CIA နဲ့တကယ်ပေါင်းခဲ့တာကတပ်မတော်မှာဒုတိယတာဝန်အကြီးဆုံးဆိုတဲ့ဗိုလ်ချုပ်တယောက်ဖြစ်ခဲ့တာရဲ့မကြခင်နှစ်တွေအတွင်းကအမေရိကန်ခီးစဉ်မှာဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင်က SCAD ကိုဝင်လို့ကြောင်းတိုးတိုးတိတ်တိတ်ဝန်ခံပြောဆိုခဲ့တာရဲ့ကိုနောက်ပိုင်းမှာသိရတဲ့အခါသူတို့ပေးတဲ့စင်ကြီးကဘလောက်ယုတ်တိမတန်လဲဆိုတာသိတာလာပါတယ်ဒါပေမဲ့လည်းအာဏာရပါတီနဲ့အစိုးရအပေါ်မှာရောနိုင်ငံရေးသမားအားလုံးအပေါ်မှာရောစိတ်ပြက်နေတဲ့ဗမာလူထုကခက်လွယ်လွယ်ပဲယုံလိုက်ပါတယ်
လက်ဝဲလက်ရကမ္ဘာနိုင်ငံကြီးများကလည်းတော်လှန်ရေးအစိုးရကိုချက်ချင်းအတိမတ်ပြုလိုက်ကြသလိုကမ္ဘာစာနယ်ဇင်းလောကကလည်းသွေးထွက်တန်ရုံမှုမရှိတဲ့အာဏာသိမ်းမှုလို့ခေါ်လိုက်ပါတယ်အာဏာသိမ်းချိန်မှာတဦးတည်းသောအသက်ဆုံးရှုံးလိုက်ရတဲ့သမရာကြီးဆက်ရှိတိုက်ရတာဖိဖိတိုက်ကိုယ့်အိမ်မှာကိုနေရင်တနက်နဲ့အပြစ်ခံတေဆုံးရတာကိုမေ့လိုက်ကြပါတယ်တီဘောစော်ဘွားဟောင်းအထက်လွတ်တော်အမတ်အရှင်လက်လက်ပျောက်သွားတာကိုအများစုကသတိမထားမိလိုက်ပါဘူးတော်လှန်ရေးအစိုးရကပြည်내အုပ်ချုပ်ရေးအတွက်ပြည်내ကောင်စီများဖွဲ့စည်းရမှာတော့တီမြဲကိုထောက်ခံခဲ့တဲ့ပြည်내သားနိုင်ငံရေးသမားများနဲ့ဖွဲ့စည်းလိုက်ပါတယ်သွေးခွဲအုပ်ချုပ်ရေးစတင်တာပါရှမ်းပြည်ကတက်ကြွတဲ့ဗရေသတင်းစံကြီးသမားများကတော့ဖက်ဒရယ်မူကိစ္စနဲ့ဖမ်းဆီးလိုက်တဲ့အထက်မှာပါသွားကြပါပြီသူတို့ကဗရေသတင်းစနစ်ကိုလက်မခံတယ်လို့ရှမ်းပြည်မှာစစ်အုပ်ချုပ်ရေးကျင့်သုံးတော့လဲစံကြီးငယ်သူများဖြစ်တော့ရှမ်းလူမျိုးရေးအစိုးရတွေလို့သတ်မှတ်ပြီးထောင်ထဲမှာအကြာဆုံးထားခဲ့ပါတယ်အဲ့ဒီလိုဖိနှိပ်လိုက်တော့ကချင်လက်နက်ကင်တော်လှန်ရေးကပုံမအရှင်ကောင်းလာပါတယ်အဖမ်းခံရပြီးမကြမီထောင်ထဲမှာသမရာကြီးဆက်ရှိတိုက်ကွယ်လွန်သွားပြီးတဲ့အခါမဟာဒေဝီကခေါင်းဆောင်ကရှမ်းလက်နက်ကင်တော်လှန်ရေးကိုစတင်လိုက်ပါတယ်စော်ကားများနဲ့ပေါင်းပြီးပြည်သူလူထုကိုဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ဗမာတပ်မတော်ဟာဗရေသတင်းစံကြီးသမားအသွင်ယူလိုက်ပါတယ်စစ်ဗျူရိုကရေစီကိုအလွန်ခုံမင်းတဲ့စစ်တပ်ဟာအရက်ဖက်ဗျူရိုကရက်စံကြီးလေတံပြစ်လာပါတယ်တခြားလုံးကွန်မြူနစ်စံကြီးလုပ်ခဲ့တဲ့သူများကမြေရှင်အရင်ရှင်စနစ်ဖျက်သိမ်းမဲ့တော်လှန်ရေးသမားများအသွင်ကိုယူပြီးမြန်မာဆိုရှယ်လစ်လမ်းစဉ်ကိုကြီးညာကမဆလာပါတီကိုတည်ထောင်ပါတယ်တောင်သူလယ်သမားကောင်စီအလုပ်သမားကောင်စီများဖွဲ့ပြီးဗျူရိုကရေစီရန်ရာကြီးရဲ့အရှိန်အဝါကိုလျှော့ချလိုက်ပါတယ်တောင်သူလယ်သမားအလုပ်သမားနှီးနှောဖလှယ်ပွဲဆိုတာတွေလုပ်ပြီးပြင်ကျင်တဲ့ဥပဒေတွေကိုပြင်လိုချင်တဲ့ဥပဒေကိုလိုသလိုပြုပြီးပြဋ္ဌာန်းပါတယ်တစ်ချိန်တည်းမှာပဲပြည်တော်စုနဲ့လူလူချီတက်ပွဲနဲ့အစည်းအဝေးကြီးများစတင်ကျင်းပပြီးပြည်တော်စုကြီးကိုသူတို့ကပဲကယ်တင်ထားတဲ့အောင်ပုံရိပ်ကိုအရယူပါတယ်အဲ့ဒီအခမ်းအနားများမှာသူတို့ကိုထောက်ခံခဲ့တဲ့တိုင်းရင်းသားများကိုစင်တင်ပွဲထုတ်တယ်နောက်ပိုင်းမှာတော့ဗမာပြည်မှာဘိုးစဉ်ပေါင်းဆက်နေထိုင်လာခဲ့ကြတဲ့နိုင်ငံသားတရုတ်ကလာများဘက်ကိုလှည့်လာပါတော့တယ်တော်လှန်ရေးအစိုးရတက်လာပြီးမကြာမီမှာပဲဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီးကမူဝါဒသဘောထားကွဲလို့ဆိုပြီးထွက်လိုက်တယ်အဲ့ဒီနောက်နိုင်ငံသားပိုင်နိုင်ငံသားပိုင်ဗန်များအလုံးကိုပြည်သူပိုင်သိမ်းတယ်နောက်1964ခုနှစ်ကစပြီးစီးပွားရေးလုပ်ငန်းမှန်သမျှပြည်သူပိုင်သိမ်းတယ်အဲ့ဒီအချိန်ထိမြန်မာစီးပွားရေးရဲ့အဓိကအစိပ်ပိုင်းများကိုပိုင်ဆိုင်ချဲ့လဲနေသူတွေဟာတရုတ်ကလာလုပ်ငန်းရှင်ကုန်သည်ကြီးများပဲဖြစ်နေသေးတယ်မြန်မာတိုင်းရင်းသားအရင်းရှင်တွေဟာလိုင်စင်ပွဲစားတတလောက်ပဲရှိသေးတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်းသိမ်းလိုက်တော့အဓိကအဖြစ်တရုတ်အိန္ဒိယတထေးများကဓာတ်ရိုက်ဒဏ်ခံရတယ်။တရုတ်အနယ်တွေကတော့များသောအားဖြင့်ဗုဒ္ဓဘာသာကိုးကွယ်ကဗမာတွေနဲ့ရောပြီးကာပြားတွေဖြစ်ကုန်ကြပြီးအိန္ဒိယတိုက်သားတွေကတော့ဘာသာစကားဘာသာရေးကြောင့်ရောယဉ်ကျေးမှုအရပါတည်တံ့ခြားနားနေသေးတယ်။သူတို့တွေဟာဈေးဆိုင်နဲ့လုပ်ငန်းငယ်လေးများကိုပိုင်ဆိုင်သူများနဲ့အခြေခံလုပ်သမားများဖြစ်တယ်။တော်လှန်ရေးအစိုးရကကိုရဆိုင်မှာမချန်ပြည်သူပိုင်းသိမ်းလိုက်တော့သူတို့အတွက်ဗမာပြည်မှာဆက်နေဖို့တိတ်ခတ်ခဲသွားပြီးအလားတီးတီးသိမ်းတဲ့ချီတဲ့ကလားများဟာအိန္ဒိယကိုပြန်သွားရတယ်။သူတို့ခြံခဲ့ရတဲ့အိမ်မြေတိုက်ခန်းများကိုစစ်တပ်နဲ့နောက်ပါများကနှီးမျိုးစုံနဲ့မောင်းပိုင်စီးလိုက်တယ်။ပြည်သူပိုင်းသိမ်းထားတဲ့စီးပွားရေးလုပ်ငန်းများကိုဆက်လက်ပတ်ဖို့ကော်ပိုရေးရှင်းကြီးများဖွဲ့ကအမိန့်ပေးစီးပွားရေးစနစ်ကိုစတင်ကျင့်သုံးတယ်။ဝယ်ရပညာတဲ့အလုပ်လက်မဲ့များတော့ပြန်လက်နက်ကင်များနိုင်ငံရေးသမားဟောင်းများစသူတို့ကိုခံထားလိုက်တယ်။ရလက်ကတော့အစိုးရလာတာစားတဲ့အစိုးရရန်ရာကြီးဟာအစမတန်ကြီးထွားလာခြင်းပဲဖြစ်ပါတယ်။နိုင်ငံတော်အာဏာနဲ့ဆုံးဖြတ်ခွင့်ကိုဗဟိုကချုပ်ကန်ခြင်းစူးစီးခြင်းကပုံမဆိုးသွားပြီးအာဏာဖြန့်ကျက်ခြင်းကတပြည်လုံးနေရာအနှံ့ဖြစ်လာပါတယ်။အမိန့်ပေးစီးပွားရေးကိုစီမံကိန်းစီးပွားရေးလို့ခေါ်ပြီးအကောင့်ထဲပေါ်တဲ့အခါ1968ခုနှစ်မိုးဦးကစပြီးမြို့တွေပေါ်မှာစံပြက်လက်မှုဖြစ်လာတယ်။အာရှရဲ့စံအိုးကြီးဖြစ်ခဲ့တဲ့ဗမာပြည်တွေသမိုင်းတွင်သွားခဲ့တာပေါ့။စားနပ်ရိက္ခာအလွန်ပိုးကျယ်ဝခဲ့တဲ့ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာတော့စံပြတ်တော့လူလူဆန်လူပွဲတွေဖြစ်လာတယ်။အဲ့ဒီခါစစ်တပ်ကပြစ်တက်နှိမ်နင်းခဲ့ရတယ်။အဲ့ဒီတော့ကစစ်တိုင်းမှုဟာနောက်ပိုင်းမှာ NLD ရဲ့ဒုဥက္ကဋ္ဌနိုင်ကဖြစ်လာပါတယ်။အဲ့ဒီအချိန်ကတရုတ်ပြည်မှာရက်ခတ်တွေကမဟာယဉ်ကျေးမှုတော်လှန်ရေးလုပ်နေတာဟာဗမာပြည်ကတရုတ်ကျောင်းသားတွေစီကူးဆက်လာတယ်။ပီကင်းအတန်လွှင့်ဌာနကနေပြီးဗမာပြည်ကွန်မြူနစ်ပါတီကမြှောက်ပြီးတော့ဆန်ရှားလိုဖြစ်နေတဲ့လူလူဒေါသကဘာမဆိုင်ညာမဆိုင်တရုတ်လူမျိုးတွေဘက်ကိုလှည့်ပြီးတရုတ်ဗမာအထီးရုံနေဖြစ်ပြောင်းသွားပါတယ်။ဒေါ်လာရေးအစိုးရကဗမာပြည်ဘက်ကနေပြောင်းမဲရက်တီလိုက်တဲ့အခါတရုတ်အစိုးရနဲ့တန်တမာရေးဆက်ဆံမှုကအလွန်တင်းမာသွားခဲ့တယ်။ရလက်ကတော့တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့အကူအညီနဲ့ဘကဘဟာကိုကန်နဲ့ဝါတိုင်းရင်းသားများဒေသမှာ20ကျော်အခြေချလွှမ်းမိုးသွားနိုင်ခဲ့ခြင်းပါပဲ။စီးပွားရေးစနစ်ဘက်မှာစတင်ပြောင်းလဲရေးတွေလုပ်တဲ့အချိန်1963ခုနှစ်မှာပဲပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်လိုက်တယ်။သတင်းစာဂျာနယ်တွေထဲမှာတော့ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အလှန်နီကွန်မြူနစ်ပါတီတို့နဲ့ဆွေးနွေးပွဲတွေကိုအသားပေးပြီးဖော်ပြကြတယ်။မအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့ KNU တွေကစောဟန်တာတာမွန်းနဲ့ဘိုလင်းထင်တို့နဲ့သာသဘောတူညီရက်တွေရပြီး KNU ကနေပက်ထွက်သွားတယ်။19ရာစုနှစ်ထဲက KNA အဖြစ်စတင်လှုပ်ရှားခဲ့တဲ့ KNU မျိုးသားရေးလှုပ်ရှားမှုမှာအကွဲပြဲနဲ့စတွေ့ရတာပေါ့။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကသာမအောင်မြင်ပေမဲ့အဲ့ဒါကိုအကြောင်းပြုပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများကလှုပ်ရှားကြတော့တက္ကသိုလ်တွေကိုပိတ်လိုက်ရတယ်။1964နိုဝင်ဘာလကြာမှာတက္ကသိုလ်တွေပြန်ဖွင့်တော့တက္ကသိုလ်တွေကိုခွဲထုတ်လိုက်တယ်
စနစ်တိပညာရေးလုပ်တယ်ဆိုပြီးတင်ရိုးညွှန်းတမ်းတွေကိုပြင်တယ်မူလာတန်းကစပြီးတက္ကသိုလ်ထိဗမာစာနဲ့သာသင်ရမယ်ဆိုပြီးအင်္ဂလိပ်စာကိုအစားထိုးတယ်လို့နဲ့တိုင်းရင်းသားဘာသာစကားနဲ့စာပေကိုထိန်းချုပ်ဖို့ကြိုးစားတယ်အင်္ဂလိပ်စာအစဉ်နဲ့ရောကျသွားရုံနဲ့မကဘူးမြန်မာနဲ့ဗမာဆိုတာကိုရောရှက်ရှုပ်ထွေးအောင်လုပ်လိုက်တယ်တိုင်းရင်းသားကလေးငယ်တွေကိုဗမာစာနဲ့သင်ကြားရမှာထိရောက်မှုရှိအောင်ဆိုပြီးတိုင်းရင်းသားဘာသာစကားသုတေသနကိုမြန်မာစာဌာနကလုပ်တယ်စာပေနဲ့ယဉ်ကျေးမှုကိုပါမဟာလူမျိုးကြီးဝါဒလွှမ်းမိုးအောင်လုပ်တယ်တိုင်းရင်းသားဘာသာစကားစာပေနဲ့ယဉ်ကျေးမှုစတဲ့လူမှုသိပ္ပံဆိုင်ရာသုတေသနလုပ်နေတဲ့မနုဿဗေဒဌာနကိုဖျက်သိမ်းလိုက်တယ်ဗမာပညာရှင်များနဲ့ပညာတတ်တိုင်းရင်းသားအများပြားကBamalization ဖြစ်စဉ်ကြီးမှာတက်တက်ကြွကြွပါလာကြတယ်။မကျေနပ်လို့စန့်ကျင်ခြင်းရင်လည်းတောခိုလက်နက်ကင်မလားနိုင်ငံခြားကိုထွက်မလားရွေးကြရပါမယ်။အရှိတောင်အာရှနိုင်ငံတွေအားလုံးမှာ Indigenization process ကရှိတာပါပဲ။ဒါပေမဲ့ဗမာပြည်မှာကဆီယနာရှင်အုပ်ချုပ်ရေးအမိန်ပေးစီးပွားရေးစနစ်ဘုံချုပ်ကိုင်မှုတွန်းမြင့်လာခြင်းနဲ့မဟာဗမာဝါဒတို့နဲ့ပါအားလုံးစုပေါင်းလိုက်တော့အိမ်တွင်းမှုနိုင်ငံတစ်ခုဖြစ်သွားရပါတယ်။အိမ်နီးချင်းနိုင်ငံတွေနဲ့ကြာလေဝေးလေနောက်ကျလေဖြစ်လာရပါတယ်။ဗမာပြည်နေလက်ထက်တွေကရှိခဲ့တဲ့ကျေးလက်ကိုမြို့ပြကခေါင်းပုံဖြတ်တဲ့စနစ်ဟာပိုတောင်ဆိုးလာသေးတယ်လို့ဆိုရမှာပါကြံတိုင်းရင်းသားလူမျိုးအားလုံးနဲ့အတူဗမာကျေးလက်နေပြည်သူလူထုလည်းခံရတာပါပဲဆိုနိုင်ပေမဲ့မြို့ပြဖြစ်ထုံးမှုနေတဲ့ပြည်နယ်နေလူထုကအချိုးအစားအရပိုခံရတော့တာပေါ့စစ်တပ်ကအာဏာယူလို့ဆယ်စုနှစ်တစ်ခုလောက်ရှိလာတဲ့အခါမှာဗမာနိုင်ငံရဲ့တမိုင်းကိုလည်းသူတို့လိုသလိုပုံဖော်လို့ရလာပါပြီသူတို့ narrative ကတော့အလွန်ကြီးကျယ်ခမ်းနားတဲ့ကုန်းပေါက်ခေဗမာအင်ပါယာကြီးအတွင်းမှာတိုင်းရင်းသားပြည်သူများဟာစီစီလုံးလုံးနဲ့အေးအတူတူများနေထိုင်ခဲ့ကြတာကိုဗြိတိရှကိုလိုနီနယ်ချဲတွေကတစားစတင်ကျူးကျော်လာပြီးတိမ့်ပိုက်ခဲ့လို့အားလုံးကျွန်ဘဝရောက်ခဲ့ရတယ်တပြည်လုံးကိုလိုနီဘဝရောက်စကစပြီးဗမာတွေရဲ့ဥဆောင်မှုနဲ့ကြံတိုင်းရင်းသားတွေကပါပူးပေါင်းပြီးတော်လှန်ပေမဲ့မအောင်မြင်ပါဗမာတွေနိုင်ငံရေးအတိအမြင်နှိုးကြလာပြီးခင်မီစနစ်ကြတဲ့တွန်းလှန်မှုများလုပ်နိုင်ခဲ့ကတက္ကသိုလ်ကျောင်းသားများတပိတ်တွေနဲ့1300ပြည့်အရေးတော်ပုံမှာအမြင့်ဆုံးထိပ်ကိုရောက်လာခဲ့တယ်။အဲ့ဒီတပိတ်ပေါက်ကျောင်းသားများကပဲလက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ကိုရွေးလိုက်ပြီးရဲဘော်သုံးကျိတ်ဖြစ်ပေါ်လာတယ်။သူတို့ဥဆောင်ဖွဲ့စည်းတဲ့ BIA, BDA, BNA တို့ကပဲနှစ်တရာကျော်စိုးမိုးခဲ့တဲ့ဗြိတိရှတွေကိုတိုက်ထုတ်ပြီးတော့ကိုစစ်ပညာသင်ပေးခဲ့တဲ့ဂျပန်တွေကိုတော်လှန်ခဲ့တယ်။ပြီးတော့တပ်မတော်ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကပဲတိုင်းရင်းသားတွေကိုစီယုံတင်သွင်းကပင်လုံစာချုပ်ချုပ်ဆိုပြီးလွတ်လပ်ရေးကိုရယူပေးခဲ့တယ်။လွတ်လပ်ရေးရပြီးပြန်တော့လဲကွန်မြူနစ်တွေကရင်တွေရဲ့ပုံကံမှုမူဂျာဟစ်တွေကွန်မန်ဒန်နဲ့ CIA တို့ရဲ့ယူကျုံမှုအစရှိတဲ့ပြည်သူနိုင်ငံတော်ကိုချင်းချောက်လာတဲ့ NLD ကြားကတပ်မတော်ကပဲကာကွယ်ပေးခဲ့ရတာပဲနိုင်ငံစီးပွားရေးကိုလက်ဝဲကြီးအုပ်ထားတဲ့အင်္ဂလိပ်နဲ့တရုတ်ကလာအရင်းရှင်တွေကိုမောင်းထုတ်ပြီးဆိုရှယ်လစ်စနစ်ကိုထူထောင်နေပြီးဆိုတာပါပဲကျောင်းတွေမှာရောတက္ကသိုလ်တွေမှာရောသင်ကြားနေရတဲ့အပြင်တက်ထဲမှာတက်သားမှအရာရှိကြီးအဆင့်ထိအယူဆွဲအောင်ရိုက်သွင်းထားပြီးသားဖြစ်လာပါတယ်ဒါတွေမှမကသေးပါနောက်ပိုင်းမှာပါတီကဥဆောင်ပြီးပုံတောင်ပုံညာဒေသနဲ့တွေ့ခဲ့တဲ့ private ရုပ်ရှင်တစ်ခုကိုအကြောင်းပြုပြီးလူသားဆိုတာဗမာပြည်ကစခဲ့တာဆိုတဲ့ရည်စရာကောင်းတဲ့အဆိုကြီးကိုပါတင်သွင်းလာတာယနေ့အထိသုံးနေရတော့ပါပဲဗမာမျိုးသားရေးဝါဒမဟာဗမာဝါဒဗမာလူမျိုးကြီးဝါဒများကပေါက်ဖွာလာခဲ့ရတဲ့ဗမာတပ်မတော်ဟာ Bamalization လုပ်ခဲ့ရုံနဲ့မကဗမာတပ်မတော်တစ်ခုလုံးကိုလည်း Bamalize လုပ်ခဲ့ပါတယ်လက်ရဖရီမန်စာချုပ်အရဗမာတပ်မတော်ဖွဲ့စည်းစဉ်ကလေးကပါဝင်ခဲ့တဲ့ကရင်ဗိုလ်ချုပ်ဘိုးဘိုးကြီးစတဲ့သူတွေကိုကရင်လက်နက်ကင်တော်လှန်ရေးကိုအကြောင်းပြကထုတ်ပြီးနေပြီဖြစ်ပါတယ်လွတ်လပ်ရေးမရခင်တည်းကရှိနေခဲ့တဲ့ကချင်ချင်းရှမ်းတနက်ကင်တပ်ရင်းတွေရဲ့ရည်တည်မှုကိုလည်းထိခိုက်လာပါပြီတော်လှန်ရေးကောင်စီပေါ်ပေါက်လာပြီးတဲ့နောက်ဗုဒ္ဓဘာသာမဟုတ်သူစစ်ဗိုလ်များကိုဝန်ကြီးနေရာယာရုကြီးနေရာမှာမထားတာစစ်ဦးစီးချုပ်နေရာကထုတ်ပစ်တာအလဲလက်အရာရှိများကိုယာရုတိုးမယ်ဆိုရင်ကိုးကွယ်တဲ့ဘာသာကိုထည့်သွင်းစဉ်းစားလာတာစတဲ့ policy များကိုမကြီးညာပဲတိုးတိုးတိတ်တိတ်ကျင့်သုံးခဲ့ပါတယ်။ဒါကြောင့်1980-81ခုနှစ်လောက်ရောက်တော့တက်ထဲမှာဗုဒ္ဓဘာသာမဟုတ်သောသူများနဲ့ဗုဒ္ဓဘာသာကိုးကွယ်တဲ့တိုင်းရင်းသားတွေတဲကယာရုမြင့်စစ်ဗိုလ်တွေတော်တော်များများရွတ်သွားပါပြီ။အဲဒီလိုတက်ထဲမှာရောအခြားအရေးပါတဲ့နေရာတွေမှာရောရှင်းလင်းပြီးတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်းကေတာပါတီကနေလူမှုပါတီ mass ပါတီဖြစ်အောင်အခိုင်အမာဖြစ်အောင်တိစောက်ပြီးပြီလို့သတ်မှတ်တဲ့အခါမှာနိုင်ငံတော်အတွက်ဖွဲ့စည်းဖို့အခြေခံဥပဒေကိုစတင်ရေးဆွဲဖို့ပြင်ဆင်ပါတယ်။စနစ်တဲ့အုပ်ချုပ်ရေးဆိုတာကိုလည်းစတင်ပါတယ်စနစ်တဲ့တရားစီရင်ရေးအတွက်ပြည်သူ့ခုံရုံးတွေဖွဲ့ပါတယ်အဲ့ဒါတွေနဲ့အတူတနင်္လာရီတိုင်းနဲ့မွန်ပြည်နယ်ကိုခွဲထုတ်လိုက်ပါတယ်ကရင်နဲ့ပအိုးအများဆုံးနေထိုင်တဲ့တထုံခရိုင်ကိုမွန်ပြည်နယ်ထဲမှာထည့်လိုက်ပါတယ်ကန့်ကွက်တန်ရောထောက်ခံတန်ရောထွက်မလာကြပါဘူးအပိုက်30 1984အခြေခံဥပဒေနှင့်ဆိုရှယ်လစ်ဒီမိုကရေစီ1982ခုနှစ်မှာကျင်းပတဲ့ပါတီညီလာခံကဆုံးဖြတ်ချက်အရပေါ်ပြီးတဲ့အခြေခံဥပဒေတစ်ခုရေးဆွဲဖို့အဲ့ဒီအချိန်ကတက်မတော်မှာဒုတိယရာထူးအကြီးဆုံးဗိုလ်ချုပ်ကြီးဆန်းယူကဥက္ကဋ္ဌဖြစ်ဆောင်ရွက်တဲ့ရေးဆွဲရေးကော်မရှင်ကိုဖွဲ့စည်းပါတယ်ဒီလိုပါတီအစိုးရနဲ့ကော်မရှင်ကရေးဆွဲတဲ့အခြေခံဥပဒေဟာ unicameral လွှတ်တော်တရက်တာရှိပုံစံဖြစ်လာတာနိုင်ငံရဲ့အဓိကရည်မှန်းချက်ဟာဆိုရှယ်လစ်လူပေါင်းတည်ဆောက်ဖို့ဖြစ်နေတာဘာမှမဆန်းပါဘူးအဲဒီတော့ကတက်တဲ့ပါတီထဲမှာကြံနေသေးတဲ့ရခိုင်နဲ့ရှမ်းစစ်ဗိုလ်တချို့နဲ့ဗမာနိုင်ငံရေးသမားတချို့ဟာတိုင်းရင်းသားလူမျိုးများအခွင့်အရေးနဲ့ပတ်သက်ပြီးလုပ်ငန်းကော်မတီတွေမှာတွန်းတွန်းတိုက်တိုက်ဆွေးနွေးတင်ပြခဲ့ပေမဲ့အရာမထင်ခဲ့ပါဘူး
အစည်းအဝေးပြင်ပကဘယ်သူမှလည်းသတိမထားမိလိုက်ပါဘူးဒါပေမဲ့တင်ပြသူတွေကိုတော့တေးထားလိုက်ပါပြီအခြေခံဥပဒေနဲ့တူပေါ်ပေါက်လာတဲ့လွှတ်တော်အစိုးရတရားသူကြီးအဖွဲ့ပြည်သူ့ကောင်စီအစစ်စစ်တွေဟာစိတ်ထင်တိုင်းလက်လွတ်စပယ်လုံးလို့မရတော့တာအမှန်ပါပဲအခြေခံဥပဒေထဲမှာနိုင်ငံတော်ကိုမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကဦးဆောင်တယ်လို့အတီးလင်းဖော်ပြထားတော့တိုင်းပြည်နယ်နဲ့မြို့နယ်အစစ်စစ်တွေမှာစစ်ဗိုလ်ဟောင်းတွေကြီးစိုးတဲ့ပြည်သူ့ကောင်စီအစစ်စစ်ဟာစားပေါက်ဆန်းလန်းနယ်လို့အရက်သားတွေလက်ထက်မှာထိုးထည့်ထားခဲ့တဲ့ဒေသပါတီကော်မတီနဲ့ပါတီယူနစ်တွေရဲ့စောင့်ကြည့်မှုအောက်ကိုရောက်သွားပါတယ်သူတို့အဖွဲ့ထားထက်အသင်းနာဖို့ကောင်းတာကအရင်လုံခြုံရေးနဲ့အုပ်ချုပ်မှုကော်မတီတွေခေတ်ကအရက်ဖက်အုပ်ချုပ်ရေးမှာဗိုလ်ကျဆွမှုခဲ့တဲ့တိုင်းမှုတရင်မှုစတဲ့စစ်ဗိုလ်များဟာဘေးကိုရောက်သွားခြင်းပါပဲအစိုးရရဲ့တရားဝင်အင်အားသုံးဖြိုခွင်းခွင့်ကိုလက်လွတ်စပယ်သုံးလို့မရတော့ဘူးဆိုတာနဲ့ကြက်တဲနေတဲ့လူမှုရေးစီးပွားရေးအခြေအနေကိုအကြောင်းပြပြီးအလုံသမားအရေးခင်းကျောင်းသားအရေးခင်းစတာတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးတန်းရဲ့ရုပ်လက်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့အရေးခင်းမှာတော့ရန်ကုန်တမျိုးလုံးစစ်အုပ်ချုပ်ရေးကြော်ညာကကာကွယ်ရေးဦးစီးချုပ်အောက်ကိုရောက်သွားပါတယ်စစ်အုပ်ချုပ်ရေးတံကိုမိမိတို့သားသမီးများတစုံတစခံလိုက်ရတဲ့အချိန်မှာတော့ဗဟိုကအာဏာရရက်ကိုချုပ်ကင်ထားတဲ့အငြိမ်းစားစစ်ဗိုလ်ကြီးများဟာကာကွယ်ရေးဦးစီးချုပ်ကိုအမြင်မကြီးဖြစ်လာပါတယ်အဲ့ဒီနောက်မကြခင်မှာပဲကာကွယ်ရေးဝန်ကြီးနဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးကိုအဂတိမှုနဲ့ဖြုတ်လိုက်ပါတယ်အဲ့ဒါကိုအကြောင်းပြုပြီးတပ်ထဲကစစ်တိုင်းမှုများကိုရေးရာရှိများအများစုပါဝင်တဲ့ဗိုလ်ကြီးအစ်စ်လူငယ်အရာရှိတစုဟာထိပ်ပိုင်းကလူကြီးများကိုတပ်ဖြတ်ကအာဏာသိမ်းပြီးဦးတင်ဦးကိုနိုင်ငံတော်အာဏာပြန်အပ်ဖို့ကြံစီကြပါတယ်သူတို့ကိုဖမ်းမိပြီးစစ်ခုံရုံးတင်စစ်ဆေးတဲ့အခါပေါ်ပေါက်လာတာကတော့သူတို့အဓိကမကျင်တတ်တာကစစ်တပ်ရဲ့အာဏာရောကျသွားခြင်းပါပဲဒါပေမဲ့စစ်တပ်ကကြီးစိုးနေတဲ့15နှစ်တာကာလအတွင်းမှာတခုတည်းသောတပ်တွင်းပုံစံမှုကြိုးပမ်းခဲ့တဲ့အဲ့ဒီလူငယ်စစ်ဗိုလ်တစုဟာဆရာနာရှင်စန့်ကျင်သူရဲကောင်းများအဖြစ်တမိုင်းဝင်သွားရပါတယ်နောက်2နှစ်လောက်မှာတော့ပါတီတွင်းညီလာခံတစ်ခုမှာဦးနေဝင်းကိုအာခံမဲပေးခဲ့တဲ့ကိစ္စတည်းပေါ်လာပြီးမဆလပါတီရဲ့အတွင်းရေးမှူးတစ်ဖွဲ့လုံးကိုဝင်ကြီးနေရာပေးကပါတီမှဖယ်လိုက်ပါတယ်။အဲဒီပုဂ္ဂိုလ်တွေဟာအခြေခံဥပဒေရေးဆွဲစဉ်ကတိုင်းရင်းသားများအရေးကိုခုခံကာကွယ်ဖို့ကြိုးစားခဲ့သူများဖြစ်နေကြတာကတော့တိုက်ဆိုင်မှုတက်တက်ပဲလားမသိပါ။သူတို့ဝင်ကြီးအဖွဲ့တွေရောက်လို့မကြမီမှာပဲအဂရီမှုနဲ့ထောင်ချလိုက်ပါတယ်။နောက်ဆက်တွဲရလက်တွေကတော့တိုင်းနယ်ပြည်နယ်ဒေသပါတီကော်မတီဥက္ကဋ္ဌတာဝန်ကိုသက်ဆိုင်ရာစစ်တိုင်းမှုတွေကိုပေးအပ်လိုက်ခြင်းပါပဲ။အခြေခံဥပဒေအရနိုင်ငံတော်ကိုပါတီကဥဆောင်ပေးမဲ့လက်တွေ့မှာပါတီကိုစစ်တပ်ကဥဆောင်စေလိုက်တော့ပြည်နယ်တွေမှာစစ်တပ်ကထိပ်ကိုပြန်ရောက်သွားတာပါပဲ။အခုနောက်ပိုင်းမှာနိုင်ငံသားပညာရှင်တချို့က1984အခြေခံဥပဒေကိုလူထုပါဝင်မှုမြင့်မားတဲ့ Participatory Democracy ဖြစ်ပြောလာကြပါတယ်။အပြင်ပန်းပုံစံကကြည့်ရင်ဟုတ်တယ်အောင်ပါပဲပြည်သူ့လွှတ်တော်ကစပြီးအောက်ခြေရက်ကြီးကောင်စီတွေအထိလူထုမဲနဲ့ရွေးကောက်တင်မြှောက်ထားတာကိုဒါပေမဲ့တပါတီစနစ်မှုလူထုအတွက်ရွေးချယ်စရာမရှိတာရဲ့တဦးတည်းသောရွေးချယ်ခံမဲ့ကိုယ်စားလှယ်လောင်းတွေကိုပါတီဘီရိုကရေစီရန်တရားတွေကရွေးချယ်တာတွေကိုသူတို့မှမသိပဲပြည်နယ်တွေမှာခွင်ကောင်းတဲ့မြို့နယ်ဆိုရင်ပါတီဥက္ကဋ္ဌဖြစ်စစ်ဗိုလ်တရားရုံးကိုလွှတ်ပေးလိရှိတာနောက်ဆုံးလုပ်ခဲ့တဲ့1986အထွေထွေရွေးကောက်ပွဲအထိပါပဲဒါကြောင့်တိုင်းပြည်လုံးရဲ့အလှပေါင်းစုံလူမျိုးပေါင်းစုံရဲ့မကျေနပ်မှုမျိုးစုံတွေဟာခန္ဓာပေါင်းစုံကမြင့်တက်လာပါတယ်1984အခြေခံဥပဒေပြဋ္ဌာန်းပြီးကာစားကကုလသမဂ္ဂနဲ့ကမ္ဘာ့ဘဏ်စတဲ့အဖွဲ့အစည်းတွေစီကဗန္ဒာရေးနဲ့နည်းပညာအကူအညီအထောက်ပံ့တွေရဲ့ကျေးဇူးနဲ့နိုင်ငံရဲ့စီးပွားရေးမြင့်တက်လာပေမဲ့ခဏပါပဲ1982ခုနှစ်လောက်ကစလို့ State Nation ဖြစ်လာလိုက်တာ1989မှာမြန်မာနိုင်ငံဖွံ့ဖြိုးမှုအနေဆုံးနိုင်ငံ LDC စီရင်ဝင်ခဲ့ပါတယ်အခြေခံကုန်စည်နှုန်းတွေလည်းမြင့်တက်လာတော့မြန်မာကျပ်ငွေတန်ဖိုးကလည်းကျဆင်းလာတယ်ထုံးစံအတိုင်းလူတကာကိုလက်ညှိုးထိုးအပြစ်တင်ရာကကုစားဖို့ဆိုပြီး1985မှာ100ကျပ်တန်1989မှာ85ကျပ်တန်တွေကိုတရားမဝင်ကြီးညာခဲ့ပါတယ်1964ခုနှစ်100တန်တို့သိန်းတုန်းကစံတပီ9မှုလောက်ဈေးမှာ100တန်ကိုင်နိုင်တဲ့လူဆိုတာလူလက်တန်းစားနဲ့အထက်တန်းလွှာများတာဖြစ်လို့တာမန်ပြည်သူလူထုကိုထိခိုက်တာနည်းပါတယ်1989ခုနှစ်မှာတော့ငွေကြီးကဖောင်းပွားနေပြီဖြစ်လို့85ကျပ်တန်ဆိုတာခေါင်းရက်ပြထိုးဈေးတွေလေးတွေကအစကိုင်နေကြတာပါဒီတော့အလွာအားလုံးထိခိုက်ပြီးတနိုင်ငံလုံးဒေါသထွက်ကြရပါတယ်အဲ့ဒီတော့1986ခုနှစ်လောက်ကတည်းကငြိမ်သက်နေတဲ့မြေအောင်လှူရှာမှုတွေပြန်ဆက်လာပါတယ်ဒါပေမဲ့ဒီချိန်မှာဗမာပြည်ကွန်မြူနစ်ပါတီကပြတ်သားတဲ့လိုင်းတင်မပေးနိုင်တော့ပဲစူပူရန်လှုပ်ဆောင်မှုကိုသာစောင်းပေးခဲ့ပါတယ်1963ခုနှစ်မှာဦးနေဝင်းဖြုတ်လိုက်လို့တပ်ထဲကထွက်သွားရတဲ့ဗိုလ်မှူးချုပ်အောင်ကြီးကတော့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးဆိုတဲ့ခေါင်းစဉ်တင်တက်ပြီးဝေဖန်ရေးစာတမ်းများရေးပြီးလှုပ်ဆော်ပါတယ်အဲဒီကစပြီး1988ဩဂုတ်လမှာရှစ်လေးလုံးရေးတော်ပုံပေါ်လာရတယ်ဆိုရင်လွန်မယ်မထင်ပါရှစ်လေးလုံးရေးတော်ပုံဟာလက်ဝဲဘကပယူဂျီများနဲ့လက်ရ BBC အပါဝင်ကမ္ဘာမီဒီယာများနဲ့ဥအောင်ကြီးအဖျက်သမားများကြောင့်ဖြစ်ရတာပါလို့ဆွဆွဲပြီးပါဝင်သူများကလည်းဟုတ်တရားအောင်ရေးသားပြောဆိုကြပါတယ်အမှန်ကတော့တပြည်လုံးကမောက်ကမဖြစ်နေတာကိုထိန်းသိမ်းနိုင်မှုပါတီညီလာခံမှာဦးနေဝင်းကတပါတီနဲ့ပါတီစုံဘာကိုရွေးကြမလဲလို့နိုင်ငံနဲ့ပြည်သူတွေကိုမေးခဲ့တာကိုမဆလပါတီဝင်များကတပါတီစနစ်ကမလျော့နိုင်ဘူးလို့အတင်းဝင်ပြီးရွေးချယ်လိုက်ပြီးနောက်မကြေမနက်ဖြစ်နေတဲ့ပြည်သူတွေကြားမှာအလျော်လျောက်အုံကြွမှုစတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။အစားပထမမှာလူထုဟာဘာကိုမကြေနပ်နေတာလဲဘာကိုတောင်းဆိုရမှာလဲဆိုတာတော့မသိကြတဲ့လူကအများစုဖြစ်နေပါတယ်။နောက်ပိုင်းမှာခေါင်းဆောင်အဟောင်းတင်များပေါ်လာပြီးလိုင်းမျိုးမျိုးတင်လာပါတယ်။
ပြည်သူ့တပ်မတော်ဒုတပ်မတော်လို့ကြွကြော်တဲ့အစစ်မှန်ဆန္ဒပြသူများတောင်ရှိခဲ့ပါတယ်။နောက်ဆုံးတော့အခြေခံဥပဒေဖျက်သိမ်းပေးဖို့တောင်းဆိုချက်ကအပေါ်လင်းဆုံးဖြစ်လာပြီးစစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်။သူတို့ပဲရေးဆွဲထားတဲ့အခြေခံဥပဒေဟာသူတို့ပဲဖျက်သိမ်းလိုက်တယ်။စစ်တပ်ကတကယ်အာဏာသိမ်းမသိမ်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံခြားသတင်းဌာနတွေမျက်စိလည်သွားရပါတယ်။မဆလာပါတီတို့ပြည်သူ့လွှတ်တော်နဲ့ပြည်သူ့ကောင်စီတွေကိုဖျက်သိမ်းလိုက်တာဦးနေဝင်းနဲ့နိုင်ငံတော်သမ္မတကြီးပါဝင်မဆလာ CEC တွေရောဝန်ကြီးတွေရောအာဏာပိုင်အဖွဲ့အစည်းတွေကအဖွဲ့ဝင်တွေရောဘာမှမဖြစ်ပါဘူး1962နဲ့တခြားစီပါပဲကမ္ဘာပေါ်မှာမရှိသေးတဲ့အာဏာမျက်လှည့်ပြပွဲကြီးပါပဲတကယ်ကတော့လွတ်လပ်ရေးရကြတဲ့ကတပ်မတော်ဟာဥပဒေတွေကိုလေးစားလိုက်နာပါတယ်ဆိုတဲ့ဇညုံအလင်ကြီးကိုခဏဖယ်ပြီးဇိုအသိန်းလိမ်ပြန်တော့တာပါပဲဒါပေမဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနဲ့အတူခေတ်ပြောင်းတော်လှန်ရေးကြီးတစ်ခုဖွာပြောင်းသွားရပါတယ်အပိုက်7ညင်ဝေးပြပြသောအေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေး1988 2010နာဝတနဲ့နာအဖခဲဟာရှေ့ကြာလုံးလို့နိုင်ငံတစ်ခုလုံးနဲ့သက်ဆိုင်တာတွေသာရေးနိုင်ပါမယ်ပထမဆုံးကတော့မဆလာပါတီရဲ့ဆောင်ရွက်ချက်တွေကဆိုရှယ်လစ်နဲ့ဆင်သမျှဒီမိုကရေစီပုံစံကျသမျှတွေကိုဖျက်ပါတယ်ဖျက်သိမ်းလိုက်တဲ့ပြည်သူ့ကောင်စီအစစ်စစ်နေရာမှာအင်္ဂလိပ်လက်ထက်တွေကရှိခဲ့တဲ့အုပ်ချုပ်ရေးရန်နေရာတိုင်းပြန်လည်အစားထိုးပါတယ်မြို့နယ်တွေနဲ့ပြည်နယ်အဆင့်ကြားမှာမြို့နယ်စုအမည်နဲ့ခရိုင်ကိုပြန်ဖြည့်ပါတယ်ပြီးတော့စစ်တိုင်းမှုများကိုစစ်ဘီရင်ပုံစံနဲ့အုပ်ချုပ်စေတဲ့အခါရှမ်းပြည်နယ်ကနှစ်ပိုင်းခွဲကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်တို့ကအုပ်ချုပ်ရေးမြို့တော်ပျောက်ခဲ့ရပါတယ်ဒုတိယအချက်ကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း18ခုနဲ့အပြစ်ခတ်ရက်စဲခဲ့ပါတယ်အဲ့ဒီလိုလုံနိုင်တာကလည်းမြန်မာပြည်မှာဝါအရင်ဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲသွားရခြင်းကလည်းပထမဆုံးနဲ့အရေးကြီးဆုံးအကြောင်းရင်းတစ်ခုပါပဲတတိယပြောင်းလဲမှုကတော့တကားဖွင့်စီးပွားရေး policy လို့အမိခံတဲ့စီးပွားရေးလှုပ်ဆောင်မှုကိုမဟာတဟဖွင့်ပေးပြီးတော့နိုင်ငံရေးတရားစာတာထုတ်လုပ်ခြင်းနဲ့ပြည်သူလူထုရဲ့ကုန်သွယ်မှုလုပ်ငန်းတွေအပေါ်မှာစစ်တပ်ရေးရှင်စနစ်ပါဝင်ပြီးဂုဏ်သွေးစုပ်အမျက်ထုတ်ခဲ့တာပါပဲအဲ့ဒါကလည်း ERO တွေနဲ့အပြစ်ခက်ရဲဆဲလိုက်တော့တိုင်းရင်းသားများအားလုံးပိုင်ဆိုင်တဲ့ကြောက်မြတ်တပ်ထုနဲ့ကျွန်းသစ်စတဲ့ဝယ်လိုအားများတဲ့ပုံကိုတကားမရှိတောင်းမရှိထုတ်လုပ်ခွင့်ရလာလို့ပါပဲဒီပြိုင်ထဲမှာERO တွေရဲ့နိုင်ငံရေးအမျိုးသားရေးရည်မှန်းချက်တွေလမ်းစဉ်တွေကိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ရောထွေးဝေဝါးသွားစေခဲ့ပါတယ်။တစ်ဖက်မှာတော့စစ်တပ်ရဲ့လူဝင်အားကိုနှစ်ဆခွဲအထိတိုးမြင့်ပြီးရေတပ်နဲ့လေတပ်ကိုအဆင့်မြင့်တိုးချဲ့နိုင်ခဲ့ပါတယ်။အဲဒီအတွက်ဗန္ဒာရေးလိုအပ်ချက်တွေကိုပို့ကိုဝင်ငွေနဲ့ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။တွေ့ဝေသွားတဲ့ ERO တွေကို1993ခုနှစ်မှာစတင်ကျင်းပတဲ့အမျိုးသားညီလာခံကိုဖိတ်ခေါ်ပြီးပါဝင်ပတ်သက်စေနိုင်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တုန်းကစစ်တပ်ပိုင်း BEDC တို့ Five Star Line တို့ကိုပြည်သူပိုင်းသိမ်းခဲ့တာကိုပြောင်းပြန်လှန်ပြီးMEH ရဲ့ဥပိုင်တို့ MEC ဆိုတဲ့စစ်တပ်ပိုင်ကော်ပိုရေးရှင်းကြီးများကိုဥပဒေပြဋ္ဌာန်းဖွဲ့စည်းကာစစ်တပ်နဲ့စစ်ဗိုလ်ချုပ်များရဲ့စီးပွားရေးအခြေအနေကိုခိုင်ခန့်စေခဲ့ပါတယ်။တဘာဝဓာတ်ငွေကဝင်ငွေနဲ့နေပြည်တော်ကိုတိစောက်ကာအာဏာဗဟိုချက်ကိုရန်ကုန်မှာရွှေ့ပြည်သူနဲ့ဝေးတဲ့ဝေးရမှာတွားနေကြပါတယ်။အရက်သားများပါနေတဲ့မဆလာရဲ့အမွေခံတဆန်းညပါတီရဲ့ရည်တည်မှုကိုတဖြည်းဖြည်းရောကျသွားစေခဲ့ပြီးစစ်ဗိုလ်စစ်စစ်များဦးဆောင်တဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကိုထူထောင်ပါတယ်။1962ခုနှစ်တော်လှန်ရေးကောင်စီတက်ခါစားကရန်ကုန်မြို့နယ်မန္တလေးမှာတက္ကသိုလ်တစ်ခုစီသာရှိခဲ့ရာကမဆလာခေတ်မှာတက္ကသိုလ်တွေကိုခွဲပြစ်လိုက်ကြောင်းရှေ့မှာတင်ပြခဲ့ပါပြီ1988ခုနဝတစတက်လာချိန်မှစပြီးတက္ကသိုလ်များတိုးမြင့်ဖွဲ့စည်းခဲ့ကနာအဖလက်ထက်မှာတက္ကသိုလ်ကောလိပ်ပေါင်း200ကျော်အထိဖြစ်လာပါတယ်ပါရဂူတင်တန်းများလုံးဝမရှိခဲ့ရာကနေနာအဖလက်အောက်မှာပါရဂူဘွဲရသူထောင်ချီပြီးရှိလာပါတယ်ဘွဲရတွေအစမတန်များအောင်ဆောင်ရွက်ခြင်းဖြင့်ဘွဲရများရဲ့အရေးချင်းကိုရောကျသွားစေပါတယ်အရင်ကစစ်တက္ကသိုလ်အပတ်စဉ်တစ်ခုကိုဘိုးလောင်း30-40လောက်စခဲ့ရကနေ2000ခုနှစ်နောက်ပိုင်းမှာတော့တစ်နှစ်ကိုတင်တန်းသားအသစ်3000လောက်အထိခေါ်ယူခဲ့ပါတယ်စစ်ဆေးနဲ့စစ်အင်ဂျင်နီယာတက္ကသိုလ်များကိုထူထောင်ပြီးမိမိတို့နဲ့နှီးစပ်သူတွေဆွေမျိုးတူသားများကိုမျိုးဆက်သစ်စစ်အရာရှိများအဖြစ်မွေးထုတ်လိုက်ပါတယ်တနိုင်ငံလုံးတက္ကသိုလ်နဲ့ကောလိပ်တွေယာနဲ့ထောင်နဲ့ချီထူထောင်ခဲ့ပေမဲ့ချင်းပြည်နယ်အတွက်ကောလိပ်တစ်ခုတောင်ဖွင့်မပေးခဲ့ပါဘူးချင်းပြည်နယ်နယ်စပ်နဲ့တမိုင်လောက်ဝေးတဲ့နေရာမှာကောလိပ်ဖွင့်ပြီးချင်းကျောင်းသားကျောင်းသူများကိုတက်ရောက်စေပြီးချွေးသိမ်းခဲ့ပါတယ်တိုင်းနဲ့ပြည်နယ်အနှံ့ကတက္ကသိုလ်နဲ့ကောလိပ်တွေအားလုံးမှာတူညီချက်တစ်ခုကတော့ဘာသာရပ်တချို့ကလွှဲရင်ရှင်းလင်းသင်ကြားရေးမှာဗမာစာကိုသုံးရခြင်းပါပဲဆရာလိုအပ်ချက်ပြဋ္ဌာန်းစာအုပ်လိုအပ်ချက်တင်ထားကိုပစ္စည်းလိုအပ်ချက်ဘာမှထည့်သွင်းမစင်စားတော့ပဲတခါမှမသိဘူးတဲ့ဘာသာရပ်များကိုသင်ရိုးသစ်တွေအဖြစ်ချဲ့ထွင်သင်ကြားခဲ့ပေမဲ့ဘယ်တိုင်းရင်းသားဘာသာစကားနဲ့စာပေကိုမှအဓိကဘာသာရပ်အဖြစ်သင်ကြားဖွဲ့ပေးခဲ့တာမရှိပါဘူးဗမာကိုမြန်မာစာလို့ခေါ်ဝေါ်ပြီးမြန်မာဆိုတာတနိုင်ငံလုံးကလူမျိုးအလုံးပါတယ်ဆိုတဲ့အဆိုတွေနဲ့ပညာရေးကို Bamalization လုပ်လိုက်တာပါပဲအခြေခံတဲ့တက္ကသိုလ်ပညာရေးအဆင့်နှိမ့်သွားတာကိုဝေဖန်အပြစ်တင်သူတွေကလည်းအခြားကိစ္စတွေကိုသာဝေဖန်မယ်တိုင်းရင်းသားစကားနဲ့စာပေကိုမူလတန်းအကြောင်းသုံးစာအုပ်တွေမှာတော့မသုံးခဲ့တာ
ကိုတော့တိတ်အလေးမထားခဲ့ကြပါဘူးရန်ကုန်မှာရှိတဲ့တက္ကသိုလ်တွေမြို့ပြင်ထုတ်တဲ့ကိစ္စကိုတော့ဗပောင်းဆောင်ကကန့်ကွက်ကြသူများရှိခဲ့ပါတယ်နဝတစတက်တက်ချင်းပဲပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ကြေညာခဲ့ပါတယ်အာဏာသိမ်းပြီးလ20အကြာမှာတော့ရွေးကောက်ပွဲလုပ်ပေးခဲ့ပါတယ်နဝတဟာပြည်သူလူထုရဲ့အသည့်အမြင်ကိုအထင်သေးခဲ့ပြီးမဆလပါတီရဲ့ရန်နေရာကြီးကိုအမွေခံလိုက်တဲ့တဆညပါတီကိုရောနိုင်ငံရေးသမားများဦးဆောင်တဲ့ဝန်ကြီးချုပ်ဦးနုရဲ့ပါတီကိုရောတက်မတော်ကိုစိတ်နဲ့တော့မပြင်းမနဲ့ဆိုပြီး NLD ကခွဲထွက်သွားတဲ့ဦးအောင်ကြီးရဲ့ပါတီကိုရောတော်တော်အထင်ကြီးခဲ့ပါတယ်သူတို့ထောက်လှမ်းရေးတွေရဲ့အစီအငါသားအမားတွေကိုယုံကြည်ကစန္ဒာမဲတွေကွဲပြန့်သွားတော့မှပဲဘယ်ပါတီမှအစိုးရဖွဲ့နိုင်မှာမဟုတ်ဘူးလို့တွက်ဆပြီးရွေးကောက်ပွဲကိုရုပ်ဆိုးလောက်အောင်ဗမ်းမလိုက်ပဲကျင်းပပေးခဲ့ပါတယ်1990ခုနှစ်မေလ29ရက်မဲပေးပွဲမှာ NLD ပါတီက82ရာခိုင်နှုန်းသောနေရာတွေမှာအပြတ်သက်နိုင်သွားတဲ့အခါမှာတော့ဘာမှမသိတော့သလိုနေလိုက်ပါတယ်။နောက်2လအကြာမှာ NLD ကခန်းဒီခမ်းမှာအစည်းအဝေးခေါ်တော့မယ်ဆိုကမှလက်ဦးအောင်ကြီးညာချက်အမှတ်1/90ကိုထုတ်လိုက်ပါတယ်။နဝတဟာအဲ့ဒီကြီးညာချက်ကစပြီးဖွဲ့စည်းဖို့အခြေခံဥပဒေမရှိတာကိုပြဿနာလောက်လာတော့တယ်။အဲ့ဒီနောက်တဆညမဟုတ်တဲ့ပါတီတွေအားလုံးကရွေးချယ်ခံထားရတဲ့အမတ်လောင်းတွေအားလုံးကိုအမျိုးမျိုးဒုက္ခပေးအကြောင်းအမျိုးမျိုးရှာကပါတီဖြတ်ဖြုတ်ဖမ်းဆီးထောင်ချလုပ်လိုက်တာရွေးကောက်ပွဲပြီးရင်အာဏာလွှဲပေးမယ်လို့ဂရီပေးမှားခဲ့တဲ့သူတို့ရဲ့ဥက္ကဋ္ဌမြန်မာနိုင်ငံရဲ့ပထမဆုံးဗိုလ်ချုပ်ကြီးစောမောင်ကိုဖြုတ်ပစ်လိုက်ကြပါတော့တယ်။နောက်တက်လာတဲ့တက်ချုပ်ကြီးကလည်းချက်ချင်းဆိုသလိုပဲအမျိုးသားညီလာခံခေါ်မယ်လို့ဂရီပေးပါတော့တယ်။ညီလာခံရဲ့ရည်မှန်းချက်ကတော့အခြေခံဥပဒေကိုရေးဆွဲရမှာအခြေခံရမယ့်မူများကိုသတ်မှတ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ညီလာခံရဲ့ဥတီချက်6ရက်မှာပထမဒုတိယတတိယတွေကတော့တိုင်းရင်းသားပြည်သူအများနဲ့ဆိုင်တယ်လို့လက်ခံထားတဲ့ဒုတာဝန်ရေးတော်မှာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးတစ်ချက်ကတော့အနာဂတ်အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍမှာတက်မတော်ပါဝင်ဖို့လို့ဆိုပါတယ်။အစတည်းကရင်တကူလို့ဆိုသလိုပါပဲညီလာခံမှာတရားခွင့်ရမယ့်အစုအဖွဲ့၈ခုမှာရွေးကောက်ခံများနိုင်ငံရေးပါတီကိုယ်စားလှယ်များတိုင်းရင်းသားကိုယ်စားလှယ်များနဲ့ EAO တွေနဲ့သက်ဆိုင်ပါတယ်အဲဒီအစုအဖွဲ့တွေကတရားခွင့်ရှိသူ428ဦးရှိပေမဲ့စုစုပေါင်းတက်ရောက်မဲ့သူ900ကျော်နဲ့ရှိရင်ဟုတ်တယ်လို့ပါပဲဒါပေမဲ့အစကတည်းကတိုင်းရင်းသားကိုယ်စားလှယ်215ဦးထဲမှာစစ်အစိုးရစိတ်ကြိုက်ရွေးချယ်ထားတဲ့ဗမာအများစုပါဝင်နေပါတယ်ပြီးတော့ရွေးကောက်တင်မြှောက်ခံရသောကိုယ်စားလှယ်အဖွဲ့မှာအများဆုံးဖြစ်တဲ့ NLD ရဲ့ကိုယ်စားလှယ်88ဦးမှာပြည်နယ်တွေကကိုယ်စားလှယ်16ဦးသာပါတာကိုကြည့်ရင်တိုင်းရင်းသားများပါဝင်မှုအချို့ကိုခံမှန်းလို့ရပါတယ်ဒီတော့တိုင်းရင်းသားများရဲ့ယုံကြည်ချက်ခံယူချက်တင်ပြချက်တွေကညီလာခံဆွေးနွေးမှုများရဲ့ရလဒ်ကိုဘယ်လောက်မှတက်ရောက်မှုရှိမှာမဟုတ်ပါဘူးဆိုတာသိတာပါတယ်အဲ့ဒီချိန်ကပြည်သူလူထုကအားကိုးခဲ့တဲ့ NLD ရဲ့အလေးထားမှုကလည်းဒီမိုကရေစီစံနှုန်းများသာဖြစ်လေတော့ပြည်နယ်များရဲ့ဖွဲ့စည်းပါဝင်မှုနဲ့လုံခြုံရေးများနဲ့ပတ်သက်တဲ့သဘောထားများကတော့တဆညပါတီနဲ့တိတ်မကွာပါဘူးဒါကြောင့်1994ခုနှစ်စက်တင်ဘာလမှာပေါ်လာတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကြီးကလည်း1994ခုနှစ်ညီလာခံရန်နာထားချိန်မှာလူထုအစည်းအဝေးပွဲကြီးများကျင်းပပြီးအတည်ပြုလိုက်တဲ့အခြေခံဥပဒေရဲ့အခြေခံမူ104ချက်ဆိုတဲ့မူတွေဟာ2008အခြေခံဥပဒေနဲ့တစ်ထပ်သေးပါပဲ1996တကြံကာလအတွက်ညီလာခံကိုခေတ္တရန်နာလိုက်တာ2004ခုနှစ်ထိ8နှစ်ကြာသွားပါတယ်အဲဒီကာလတွင်အဓိကအနိုင်ရပါတီဖြစ်တဲ့ NLD ပါတီနဲ့ကျန်တိုင်းရင်းသားလူမျိုးအခြေခံနိုင်ငံရေးပါတီအားလုံးကိုချုပ်ချယ်ကန့်သက်ချက်အမျိုးမျိုးနဲ့ဖိနှိပ်ခဲ့ပါတယ်အဲဒီပါတီတွေကိုစုစည်းပြီး NLD ကခေါင်းဆောင်ကပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPP ဆိုတာကိုဖွဲ့စည်းပါတယ်ရခိုင်အမျိုးသားကိုစားပြုပါတီပါသလိုရိုဟင်ဂျာလူမျိုးကိုစားပြုပါတီလည်းပါပါတယ်ဒုတိယအကြီးဆုံးတိုက်ခိုက်ပါတီဖြစ်တဲ့ရှမ်း SNLD ပါတီချင်းပါတီကိုကန့်ပါတီစသဖြင့်ပါဝင်ကြပါတယ်အစိုးရကတော့အလေးမထားခဲ့ပါဘူး1998ခုနှစ်မှာနိုင်ငံတော်ညင်ဝတ်ပြပြမှုတည်ဆောက်ရေးအဖွဲ့အမည်ကိုနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ပြုပြင်ဖွဲ့စည်းခဲ့ပါတယ်ဒါကြောင့်2004ခုနှစ်မှာအမျိုးသားညီလာခံပြန်လည်ကျင်းပတဲ့အခါညီလာခံဥက္ကဋ္ဌပါဝင်ခေါင်းဆောင်တဲ့ဗိုလ်ချုပ်တွေပြောင်းလဲသွားပါတယ်ဒါပေမဲ့ရေးဆွဲရန်အဓိကတာဝန်ရှိသူများဖြစ်တဲ့တရားသူကြီးချုပ်နဲ့နိုင်ငံတော်ရှေ့နေချုပ်တို့ကတော့မပြောင်းပါဘူးသူတို့နဲ့ရေးဆွဲရေးကော်မတီတွေမှာပါလာသူအများစုဟာဘီရိုကရေစီရန်တရားကြီးကပေါက်ဖွားလာသူများနဲ့စစ်ဗိုလ်များသာဖြစ်ပါတယ်သူတို့ဟာပြည်내ဒေသတွေနဲ့နေထိုင်သူလူမျိုးစုများအပေါ်မှာအပေါ်ကနေစီးကြည့်ပြီးဝင်မျိုးမှုနှင်းကြနေသေးတဲ့အချင်းချင်းလဲစီးရဲမှုမရှိကြသေးတဲ့မိသားစုမျိုးနွယ်စုချင်းအားပြိုင်နေကြတဲ့ခင်ဗျာပြန်ဆွဲလူဖွဲ့စည်းများအဖြစ်မြင်ခဲ့ကြပါတယ်ဒါ့အပြင်သူတို့ဟာ1984ဖွဲ့စည်းပုံရပြည်သူ့ကောင်စီအစည်းအဝေးရဲ့အောက်မှာခေါင်းငုံခံခဲ့ရတဲ့အရာရှိများစစ်ဗိုလ်များဖြစ်နေလေတော့သူတို့အသေးစိတ်ရေးဆွဲလိုက်တဲ့အခြေခံဥပဒေရဲ့အပြုမှု trust ဟာဟိုချုပ်ကံမှုဘက်ကိုမျက်နှာမူပြီးအနှစ်သာရကတော့စစ်တပ်စိုးမိုးမှုတည်တယ်ရေးပြည်သူ့ဂရများအဆက်လက်တွင်ကျရေးနိုင်ငံရေးပါတီများရဲ့ကဏ္ဍရှော့ချရေးတို့ပဲဖြစ်ပါတယ်နိုင်ငံသားများရဲ့အခွင့်အရေးတိုင်းဒေသကြီးနဲ့ပြည်သူ့လွှတ်တော်အစိုးရများဆိုတာတွေကမုံမှန်တစားစင်ရုံမျှတာဖြစ်ပါတယ်လူမျိုးစုများရဲ့စကားစာပေယဉ်ကျေးမှုတွေထုံးတမ်းများနဲ့ပတ်သက်လို့တိကျတာဝန်ခံဖော်ပြမှုမရှိပါဘူးရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်내လွှတ်တော်မဆိုထားနဲ့တမရကခန့်ထားတဲ့ပြည်내အစိုးရဝန်ကြီးများဟာပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ပြည်내အဆင့်ခရိုင်အဆင့်ဌာနခွဲများကိုဓာတ်ရိုက်ထိန်းကိုခြင်းမပြုနိုင်ပါဘူးပြည်သူလူထုနဲ့နေ့စဉ်ဓာတ်ရိုက်ထိတွေ့နေရတဲ့မြို့နယ်နဲ့ရပ်ကျေးအုပ်ချုပ်ရေးမှုများဟာထွေအုပ်ဌာနဝန်ထမ်းများသာဖြစ်နေလေတော့ပြည်သူလူထုတွေကောင်စီအစည်းအဝေးအုပ်ချုပ်ရေးတို့ကလောက်တောင်တရားမျှတမှုမရှိပါဘူးအပိုင်း7ရွေးကောက်ခံလွှတ်တော်ရွေးချယ်ခံသမ္မတနှင့်ခန့်အပ်ခံအစိုးရ
စစ်ဆိုးရလက်အောက်မှာပြုစုပြဋ္ဌာန်းခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကို2008ခုနှစ်မှာတက်ချုပ်ကြီးကိုယ်တိုင်လက်မှတ်ထိုးကပြဋ္ဌာန်းလိုက်ပြီးရွေးချယ်ခံအစိုးရကိုလွှဲအပ်နိုင်မှုလိုအပ်တဲ့ပြင်ဆင်မှုများကိုစတင်ပြုလုပ်ပါတယ်။အခြေခံဥပဒေနဲ့အညီဖြစ်စေရန်အကြောင်းပြက EAO များကိုနေကြတောင်းတက်များဖြင့်ပြောင်းပြီးတပ်မတော်ရဲ့အောက်ကိုသွင်းဖို့စီစဉ်ပါတယ်။ EAO တွေထဲမှာဒီအစီအစဉ်ကိုလက်ခံသူနဲ့လက်မခံသူများစိတ်ဝမ်းကွဲကြပါတယ်။အချို့ဖွဲ့စည်းတွေမှာတော့ပဋိပက္ခအသွင်မှာဆောင်းလာပါတယ်။ဆယ်စုနှစ်နီးပါးငြိမ်းချမ်းနေခဲ့တဲ့ပြည်တွင်းစစ်မီးဟာပြန်လည်မီးခိုးဥလာပါတယ်။2010မှာအထူးရွေးကောက်ပွဲကိုကျင်းပလိုက်ပါတယ်။ NLD က2008ဖွဲ့စည်းပုံအောက်မှာပြန်လည်မှတ်ပုံတင်မှုရောအထူးရွေးကောက်ပွဲဝင်မှုရောညှင်းဆန်ခဲ့လို့ပါတီအတွင်ပြောင်းထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဟာတစ်ဖက်သက်အနိုင်ရမှာသိကြပေမဲ့ရွေးကောက်ပွဲကိုတရားမျှတစွာမကျင်းပခဲ့ပါဘူး။2008ဖွဲ့စည်းပုံကိုအတည်ပြု၍ဆိုအတင်းပြည်လုံးကျွဆန္ဒခံယူပွဲလုပ်ခဲ့စဉ်ကရခဲ့တဲ့နီလန်များမဲခုံမှုမဲမတမာမှုချင်းချောက်နိုင်ခြင်းမှုကိုအသုံးပြု၍ USDP ကိုတပြည်လုံးနေရာအနှံ့မှာအပြတ်သက်အနိုင်ရရှိစေခဲ့ပါတယ်။ရခိုင်ပြည်အနောက်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွေမှာတိုင်းရင်းသားမိဘနှစ်ပါးကမွေးဖွားသူဖြစ်ရမယ်ဆိုတဲ့လိုအပ်ချက်ကိုနှီးပေါင်းစုံနဲ့ကျော်လာပြီးသူတို့ဥပဒေနဲ့မညီတဲ့တိုင်းရင်းသားမဟုတ်သူများကို USDP ကိုစားပြုရွေးကောက်ခံစေခဲ့ပါတယ်။တိုင်းရင်းသားဖြစ်မှုနိုင်ငံသားဖြစ်မှုဆိုတာစစ်တပ်အတွက်လိုအပ်သူတို့သုံးဖို့ထားတဲ့ကန့်သက်ချက်များသာဖြစ်သွားပါပြီ။ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်အနိုင်ရခဲ့တဲ့ဗိုလ်ချုပ်ကြီးများကိုသမ္မတဒုသမ္မတလွှတ်တော်ဥက္ကဋ္ဌများရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေရာများသာမကအရင်ကအယက်သားများကိုတာဝန်ပေးခဲ့တဲ့တရားသူကြီးချုပ်အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနေရာတွေမှာပါခံထားလိုက်ပါတယ်။အားလုံးဗမာလူကြီးပါပဲ။ရွေးချယ်ခံထားတယ်လို့ဆိုတဲ့ဒုသမ္မတနေရာကိုတော့ကြံ့ခိုင်ရေးပါတီကရှမ်းအမတ်တယောက်ကိုပေးလိုက်ခြင်းဖြင့်ချွေးသိမ်းလိုက်ပါတယ်။အမတ်နေရာအတင်းအသင့်အနိုင်ရတဲ့ပြည်내အခြေခံတိုင်းရင်းသားပါတီတွေကအရေးပါတဲ့နေရာတစ်ခုမှမရခဲ့ပါဘူး။နဝတတက်ခါစားဘကဘပြိုကွဲပြီးတော့စတင်ခဲ့တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာစစ်တပ်က EAO များကိုလက်ကင်ပြောခဲ့တာကလူမှုရေးစီးပွားရေးကိုပဲအာရုံပြုပြီးလုပ်ကြမယ်။နိုင်ငံရေးကိုနောက်တက်လာတဲ့အစိုးရနဲ့ပဲပြောလဲကြဆိုတာပါပဲ။အဲဒီတော့2010ရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ USDP အစိုးရတက်လာတဲ့အခါမှာငြိမ်းချမ်းရေးကိစ္စကိုပြန်ဆရပါတော့တယ်။ဘော်ဒါကက်ဖို့တွေဖြစ်သွင်းလို့မရတဲ့အင်အားစုတွေအားလုံးနဲ့နိုင်ငံရေးအရာအပြေရှားဖို့လိုအပ်လာပါတယ်။ဒီတစ်ခါမှာအစိုးရကပြည်တွင်းငြိမ်းချမ်းရေးတိုင်းပြည်တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကြွကြော်တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုလှုပ်လာပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ကိုဖွဲ့စည်းပြီး EAO များကိုဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ဆွေးနွေးရေးအဖွဲ့ရဲ့မူကတော့ရှင်းပါတယ်လက်နက်ချအလုံးဝင်ပြီးအခြေခံဥပဒေအရပါတီထောင်မှာလွှတ်တော်တွေကနေအခြေခံဥပဒေကိုပြင်မာဆိုတဲ့မူပဲဖြစ်ပါတယ်။1962ခုနှစ်တော်လှန်ရေးကောင်စီတက်လာကြတဲ့ကကင်ဆွဲထားခဲ့တဲ့ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေခံမူပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့မူများကပိုပြီးလက်တွေ့ကျတဲ့အတွက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစရေးသဘောတူစာချုပ် Nationwide Ceasefire Agreement NCA ကိုရေးဆွဲနိုင်ခဲ့ပါတယ်။ဘာတွေဆက်ဆွေးနွေးမယ်ဆိုတဲ့ framework ကိုလည်းရခဲ့ပါတယ်။တစ်ဖက်မှာလည်းဥပဒေရလိုအပ်တဲ့ပြုပြင်မှုတွေနဲ့ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအကိုရအောင်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။2012ခုနှစ်နှစ်ဆက်မှာ NLD ကပြန်လည်မှတ်ပုံတင်ပြီးကြားပြရွေးကောက်ပွဲဝင်မှုပြင်ဆင်ပါတယ်။မဟာမိတ်များဖြစ်တဲ့ CRPP အဖွဲ့ဝင်တိုင်းရင်းသားပါတီများကတော့ပါမလာပါဘူး။2012ခုနှစ်မတ်လကုန်မှာကျင်းပခဲ့တဲ့ကြားပြရွေးကောက်ပွဲမှာ NLD ကရှမ်းမြောက်ကတနေရာကိုသာရှုံးပြီးကြံ့ခိုင်ရေးကတပြည်လုံး NLD မပြိုင်ရသေးတဲ့နေရာမှာသာနိုင်ခဲ့ပါတယ်။ပြည်ထောင်စုလွှတ်တော်အမတ်နေရာ40ကျော်နဲ့အကြီးဆုံးအတိုက်အခံဖြစ်လာတဲ့အခါ NLD ကလည်းမကြခင်မှာပဲအချိုးပြောင်းလာခဲ့ပါတယ်။အဲဒီချိန်မှာပါတီရဲ့တူးရသောရှင်ပြိုင်ဘက်မရှိခေါင်းဆောင်ဖြစ်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာရန်ကုန်မှာအခြေမချတော့ပဲနေပြည်တော်ကိုရွှေ့ပြောင်းသွားပါတယ်။ရန်ကုန် NLD ရုံးချုပ်ကိုရုံးမတက်တော့ပါဘူး။ဒါကြောင့်နေပြည်တော်မှာရုံးမထားနိုင်တဲ့အဖွဲ့ချုပ်ရဲ့မဟာမိတ် CRPP အဖွဲ့ဝင်တိုင်းရင်းသားပါတီများနဲ့ဝေးကွာသွားပါတယ်။လွှတ်တော်ထဲမှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များနဲ့တပ်မတော်ကိုယ်စားလှယ်များသဘောထားကွဲကြတဲ့အခါ NLD က USDP ကိုထောက်ခံလာပါတယ်။ USDP နဲ့ချောမွေးတဲ့အလုပ်သဘောဆက်ဆံရေးကိုအလေးထားလာတဲ့အခါရခိုင်မြောက်ပိုင်းကရိုဟင်ဂျာအရေးမှာ NLD ရဲ့သဘောထားကဝေဝါးလာပါတယ်။နိုင်ငံသားဖြစ်မှုဥပဒေလူဝင်မှုကြီးကြပ်ရေးဥပဒေဆိုတာတွေအကြောင်းပြပြီးရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှရပ်ဆိုင်းပြီးမိသားစုတစ်ခုလုံးထောင်ချခံခဲ့ရကပြန်ရောက်လာတဲ့ CRPP အဖွဲ့ဝင်ရိုဟင်ဂျာတယောက်ဆိုရင် NLD ကိုလာလဲရင်အခက်မဲ့သူမရှိဖြစ်လာပါတယ်။2013 NLD နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပပြီးဗဟိုအဖွဲ့များပြန်လည်ပေါင်းစည်းတဲ့အခါကချင်ကယားချင်းကိုစားပြုတဲ့ CEC တယောက်မှပါမလာပါဘူး။အဲဒီပြည်နယ်တွေကပါတီဝင်တွေစိတ်ပြက်လက်ပြက်ဖြစ်ကြရပါတယ်။2015ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းတွေပြင်ဆင်နေချိန်မှာနှစ်ပေါင်း20ကျော်အတူပူးတွဲရုန်းကန်ခဲ့ရတဲ့မဟာမိတ်တိုင်းသားပါတီများနဲ့မဲဆန္ဒနယ်မြေခွဲဖို့တိုင်ပင်ညှိနှိုင်းခြင်းမရှိခဲ့ပါဘူး။ဇိုမီပါတီတစ်ခုရဲ့ခေါင်းဆောင်နေရာကိုသာလက်ဆောင်ပေးခဲ့ပါတယ်။ဒါထက်ဆိုးတာက NLD ကရွေးကောက်ခံမဲ့ကိုယ်စားလှယ်များကိုဘယ်လိုရွေးလိုက်တယ်မသိပါ။ပါတီမှာဘယ်တော့မှမပါဝင်ခဲ့ဘူးသူများပါဝင်လာတာပါပဲ။2015ရွေးကောက်ပွဲမှာ NLD အပြတ်သက်နိုင်ရတော့2016မှာလွှတ်တော်ရဲရဲနဲ့အစိုးရအစီအစဉ်ကိုရွေးချယ်ခန့်အပ်ရပါတယ်။ချင်းဒုသမ္မတကရင်လွှတ်တော်ဥက္ကဋ္ဌတို့ကို NLD အမတ်များကရွေးချယ်လိုက်ပါတယ်။လွှတ်တော်ဒုဥက္ကဋ္ဌနေရာကိုတော့ရခိုင်ပါတီကိုပေးလိုက်တော့တော်တော်လှတာပဲလို့ဗမာများကချီးမွမ်းကြပါတယ်။တကယ်ရေးပါတဲ့ပြည်내ဝန်ကြီးချုပ်နေရာတွေအစိုးရအဖွဲ့ဝင်နေရာတွေဗဟိုအာဏာပိုင်အဖွဲ့အစည်းတွေမှာတိုင်းရင်းသားပါတီများကတဦးမှမပါပဲ
ပြည်내အစိုးရအားလုံးလောက်မှာတော့ဗမာသို့မဟုတ်ဗမာဖြစ်နေသူတွေကိုဝင်ကြီးခံထားတာတွေအများကြီးဖြစ်လာပါတယ်ဒါတွေကိုကြည့်ပြီးဗမာမဟုတ်တဲ့တိုင်းရင်းသားပြည်သူလူထုတွေမကဘူး NLD တဲကတိုင်းရင်းသားပါတီဝင်တွေကပါမကြေလည်မှုတွေရှိလာပါတယ်ဒါရင်မကပါ NLD အမည်ကိုခံပြီးရွေးကောက်ခံခဲ့ရတဲ့အမတ်တွေ NLD ကခံထားခဲ့တဲ့အုပ်ချုပ်ရေးဆိုင်ရာဝန်ကြီးတွေဝန်ထမ်းတွေအများစုဟာအတိုက်ခံဘဝတော့ကသူတို့ကျေလောင်သာဝေဖန်ခဲ့တဲ့စစ်ဗျူရိုကရက်အပြုမှုတွေကိုပို့လှည့်ကြတော့လဲဆက်လက်ကျင့်ကြံလာကြပြန်ပါတယ်လူထုရဲ့ NLD ဘော်စစ်ပြမှုကို2019နဲ့2018မှာကျင်းပခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲနှစ်ခုမှာပြသခဲ့ကြပါတယ်ဒါပေမဲ့ ICJ မှာဂမ်ဘီယာကမြန်မာနိုင်ငံကိုရိုဟင်ဂျာရေးနဲ့ပတ်သက်လို့တရားစွဲဆိုရမှာဗမာလူထုရဲ့အမေတော်ဆန်းစုကြည်ကိုယ်တိုင်စစ်တပ်ရဲ့ဘက်ကရှေ့နေလုပ်ပြီးကာကွယ်ပေးခဲ့တယ်ရိုဟင်ဂျာဆိုတာတီထွင်ထားတဲ့ဝေါ်ဟာရတစ်ခုသာဖြစ်တယ်လို့ပြောတာကိုဗမာတွေတမကကြံလူမျိုးစုတွေကပါထောက်ခံကြပြန်ပါရောတကဘာလုံးအရှိမဗမာလူမျိုးကြီးဝါဒအထုပ်ကိုဖြေပြလိုက်တာပါပဲဒါနဲ့ပဲ2020ရွေးကောက်ပွဲကြပြန်တော့ပြည်သူလူထုတရလုံးဟာပုံမကြီးမားတဲ့ဆရာနာရှင်စနစ်ရဲ့အနေကိုသတိရလာကြပြန်တဲ့အတွက် NLD ကိုပဲအပြတ်သက်ဆန္ဒမဲပေးပြီးတင်မြှောက်ကြပြန်ပါတယ်2020ရွေးကောက်ပွဲနိုင်အပြီးမှာတော့ NLD ဟာပြည်내နေလူထုကြားမှာပါတီကြီးဝါဒကျင့်သုံးတယ်ဗမာလူမျိုးကြီးဝါဒကင်ထားလုံးမဲ့ဆိုတဲ့ဆွဆွဲချက်တွေကျေလောင်စွာကြားလာရပြန်ပါတယ်NLD အစိုးရလက်ထက်မှာမော်လမြိုင်ချောင်းစုံတရားနာမည်ပေးမှုကိစ္စနဲ့လိုက်ကောပန်းချံကြီးရုပ်ကိစ္စတို့မှာဒီဝေဖန်ချက်တွေကိုကြားရပါတယ်နှစ်ခုလုံးဟာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်နေပါတယ်ဗမာအားလုံးကဗိုလ်ချုပ်အောင်ဆန်းပေါ်မှာလွတ်လပ်ရေးဖခင်ကြီးအဖြစ်အထွတ်မြတ်ထားယုံကြည်နေကြတော့ဖြစ်ပေမဲ့တချို့သောဗမာမဟုတ်တဲ့တိုင်းရင်းသားများအတွက်မှာတော့ကွဲပြားသောအမြင်တွေရှိနိုင်တယ်ဆိုတာနားလည်ခံစားခြင်းမရှိနိုင်တဲ့ NLD ပါတီရဲ့ဗီဒီယိုဂရမ်များကြောင့်ဖြစ်ရတယ်လို့ဆိုနိုင်ပါတယ်ဒီလိုပါပဲ2020ရွေးကောက်ပွဲအပြီးမှာ NLD CEC ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာမွန်ကယားရှမ်းပြည်နယ်တွေကိုခြားပါတီများနဲ့တွေ့ဆုံမှုတွားရောက်တဲ့အခါမှာလည်းအဲဒီဆွဆွဲချက်နဲ့အတူပါတီကြီးဝါဒကျင့်သုံးတယ်ဆိုတဲ့စကားကြားရပြန်ပါတယ်ကိုယ်စားလှယ်အဖွဲ့ဝင်3ယောက်မှာ2ယောက်ကကရင်နဲ့ကချင်ဖြစ်နေလေတော့ဆွဆွဲချက်ကနားလည်ဖို့ခက်ပါတယ်တက်မတော်ရဲ့အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလည်းမဲရှုံးထားတဲ့ဗမာပါတီများနဲ့အတူတိုင်းရင်းသားနိုင်ငံရေးပါတီ30ကျော်နဲ့တွေ့ဆုံဆွေးနွေးပါတယ်ရွေးကောက်ပွဲမတရားဘူးဆိုတဲ့လုံခြံဆွဆွဲချက်တွေထွက်ပေါ်လာပါတယ်ဒီနောက်မှာတော့အာဏာသိမ်းလိုက်ပါတယ်အပိုက်73ငါတို့ဘာလုပ်ကြမလဲသို့မဟုတ်နူးတော်လှန်ရေးနဲ့ဆရာနာရှင်စနစ်တိုက်ဖြတ်ရေးသို့မဟုတ်တော်လှန်ရေးတပ်ပေါင်းစုနဲ့မဟာလူမျိုးကြီးဝါဒ2020ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဤဒီမရွေးလိုက်နိုင်ရင်တစ်ဖက်ကလည်းလိုက်နိုင်မှာပဲဆိုတဲ့ရိုးသားတဲ့ခံယူချက်နဲ့ဆောင်ရွက်နေကြတာမို့အာဏာသိမ်းရင်ဘာလုပ်မယ်ဆိုတာကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့ပါဘူးဒါကြောင့်နေပြည်တော်ကိုလွှတ်တော်တက်ဖို့ရောက်နေတဲ့အမတ်ဟောင်းများနဲ့အမတ်လောင်းများဟာအာဏာသိမ်းတဲ့အချိန်မှာဘာလုပ်ရမယ်ဆိုတဲ့တိကျတဲ့အထက်လမ်းညွှန်မှုမရှိခဲ့ပါဘူးပြည်သူလူထုအတွက်လည်းရေဘူးရဆန်တဲ့တိုက်တွန်းချက်တွေကိုသာရရှိခဲ့ပါတယ်။ဒါကြောင့် CRPA နဲ့ NUG ပေါ်ပေါက်လာတာဟာ NLD ရဲ့အဖွဲ့အစည်းလက်ခေါင်းဆောင်မှုကြောင့်မဟုတ်ဘဲ NLD အမတ်များရဲ့တတိပုဂ္ဂလကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရဲဝံ့စွာဆောင်ရွက်ချက်များသာဖြစ်ပါတယ်။ဒီလိုပဲပြည်သူလူထုရဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုများဝန်ထမ်းများရဲ့ CDM လှုပ်ရှားမှုတွေဆိုတာကလည်းတစုတယောက်တည်င်းတစ်ဖွဲ့ရဲ့စီစဉ်မှုကြောင့်ထက်တဦးချင်းရဲ့ဆုံးဖြတ်ပါဝင်မှုကအဓိကဖြစ်ပါတယ်။ဒါကြောင့်ငြိမ်းချမ်းသောဆန္ဒပြတောင်းဆိုချက်တွေမှာ NLD ခေါင်းဆောင်တွေကိုဖမ်းထားတာပြန်လွှတ်ပေးဖို့ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုအကောင့်ထဲပေါ်ဖို့ဆိုတာတွေဟာတကယ်ပဲလူလားတောင်းတလို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကဆန္ဒပြပြည်သူတွေကိုအင်အားလုံခြုံသုံးဖြိုခွင်းလိုက်တဲ့အတွက်လက်နက်ကင်တော်လှန်ရေးလုံးဝဖြစ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တာရဲ့ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုကဖြစ်မယ်လို့မြင်လာတာတွေဟာပြည်သူလူထုရဲ့အလိုလိုပြောင်းလဲသိမြင်လာခြင်းသာဖြစ်ပါတယ်။တော်လှန်ရေးရဲ့ပန်းတိုင်ဟာဆရာနာရှင်စနစ်ဖြတ်သိမ်းရေးဖြစ်လာပါတယ်။အရင်ကပေါ်ပေါက်ခဲ့တဲ့တော်လှန်ရေးတွေအရေးချင်းရပြောင်းခြင်း qualitative change နဲ့ຫນွေဦးတော်လှန်ရေးဖြစ်ပါတယ်။ຫນွေဦးတော်လှန်ရေးနဲ့ CRPA, NUG, NUCC တို့ကိုစတဲ့ဖွဲ့စည်းတဲ့အခါအားလုံးကဝိုင်းပြီးအထင်သေးကြပါတယ်။1988တုန်းက NCGUB ဖွဲ့ပြီး20လောက်ထိရလက်မဖော်ဆောင်နိုင်ခဲ့တာကိုမြင်ခဲ့ရတော့ NUG ဟာဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ NUG ဟာလာပိုင်းအတွင်းမှာပဲကုလသမဂ္ဂစင်မြင့်နေရာတစ်ခုကိုရအောင်ယူနိုင်ခဲ့ပါတယ်။ကမ္ဘာနိုင်ငံအများအပြားကတန်တမန်အတိုင်းဝိုင်းမှာထိုးပေါက်ခဲ့တဲ့ဓာတ်ထန်အားဖို့ကောင်းတာကຫນွေဦးတော်လှန်ရေးရဲ့စီရေးကဏ္ဍကိုအကောင့်ထဲပေါ်ဖို့ဖွဲ့စည်းလာကြတဲ့ GZ တွေအဓိကပါဝင်တဲ့ PDF တွေပါသူတို့ရဲ့မြို့ပြပြောက်ကြားလှုပ်ရှားမှုတွေဟာဗမာပြည်မှာဘယ်သူမှမရသေးတဲ့အောင်မြင်မှုတွေကိုရခဲ့ပါတယ်အထူးသဖြင့် NUG MOD ရဲ့ဥဆောင်မှုက PDF တွေရဲ့ကျူးပန်းမှုနဲ့ပေါ်ပေါက်လာတဲ့ drone တပ်ဖွဲ့တွေ NUG MOF ကစီစဉ်မှုနဲ့ပြည်သူလူထုထောက်ပံ့မှုနဲ့ရရှိလာတဲ့ငွေစည်းစိမ်မှုများဟာအရင်ဘယ်တော့မှဘယ်သူမှအိမ်မက်မက်ဖူးခဲ့တဲ့ရလဒ်တွေဖြစ်ပါတယ်စီရေးပါတော်ဆိုသူတွေနိုင်ငံခြားကမြန်မာရေးကျွမ်းကျင်သူတွေကိုအံ့ဩစေပြီးစွန့်အားသွားစေပါတယ်ဆရာနာရှင်တွေကိုထိတ်လက်တုံလို့စီခဲ့တယ်ဗီဒီယိုကိုရည်စရာသဘောလောက်ထားခဲ့တဲ့စစ်တပ်နဲ့သူ့ထောက်ခံသူတွေဟာမျက်စိပိတ်ပြီးမရှိဘူးလို့အော်ရတဲ့အထိဖြစ်လာပါတယ်အာနာသိမ့်ပြီးတစ်နှစ်မပြည့်မီမှာမြန်မာပြည်အလဲပိုင်းစကိုင်းမကွေးတိုင်းတွေကမြေပြင်စိုးမိုးနိုင်ခဲ့တယ်ရန်ကုန်မန္တလေးကစစ်ကောင်စီရဲ့ဖိနှိပ်မှုရန်တရားတွေကိုကစင်ကလျာဖြစ်စေခဲ့တယ်ချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့ကိုလုံးဝနီးပါးထိန်းချုပ်နိုင်လာတယ်နေပြည်တော်ကကာကင်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အထိဖြစ်လာခဲ့တယ်
ဒီကိစ္စတွေအားလုံးဟာ KNU KIO တို့ရဲ့မိမိတို့ຫນွေဦးတော်လိုင်းသမားများကိုအားပေးကူညီမှုပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဖြစ်ခဲ့ရတာပါဗုဒ္ဓဘာသာဝင်ရှမ်းနဲ့မွန် EAO တွေကတိကျနေခဲ့ပါတယ်ဒါကိုကြည့်ရင်ဘာသာရေးလူမျိုးရေးဆိုတာအဓိကမဟုတ်တော့ပဲဇေယနာရှင်ပြုတ်ကြရေးကိုသာစူးစီးနေတဲ့အားဖြစ်ခဲ့ကြောင်းထင်ရှားပါတယ်ဒါတောင်မှအဲ့ဒီလိုဗမာဟက်လန်ကကြီးလက်နေပြည်တွေမှာစိုးမိုးနိုင်တာဟာဗမာတွေဝင်လို့ဖြစ်တာတိုင်းရင်းသားတွေနှစ်ပေါင်း80ဒေါ်လာနာမရခဲ့ဘူးစသဖြင့်ပြောလာကြပြန်တယ်ဗမာလူမျိုးကြီးဝါဒအိပ်ပျော်နေရကဝူးဝါးနဲ့ရောင်ရဲလူးလွန်လာပြန်တယ်2023အောက်တိုဘာလကုန်မှာမြောက်ပိုင်းညီနောင်သုံးဘက်ဖြစ်တဲ့ MNDAA နဲ့ TNL တို့က132ခုစစ်စင်ရေးကိုကြီးညာပြီးရှမ်းပြည်မြောက်ပိုင်းကစက္ကစရဲ့တပ်တွေကိုတိုက်ထုတ်တဲ့အခါတပြည်လုံးကဗမာပြည်သူလူထုကဝမ်းသာရထောက်ခံကြတယ်ဒီညီနောင်သုံးဘက်နဲ့အတူ NUG PDF တို့ကလည်းအရင်ကတည်းကပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တယ်ဆိုတာကတော့အဲ့ဒီတော့မှပဲသိလာကြရတယ်ဒီတော့မှကြီးလက်ကိုအခြေခံပြီးမြို့ကိုဝိုင်းုံနဲ့မပြီးဘူးမြို့ကိုသိမ်းနိုင်မှဖြစ်မယ်ဆိုတာမြင်လာကြတယ်အားလုံးကညီညီညာညာသွေးရောချွေးရောငွေကြေးရောပါဝင်ကြမှာဖြစ်မယ်ဆိုတာသဘောပေါက်လာကြပါပြီ။အဲဒီတော့ကျွန်တော်တို့ဘာလုပ်ကြမလဲ။ပထမဆုံးကျွန်တော်တို့အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုယ့်ကိုယ်ကိုပြန်လဲဆန်းစစ်ကြရပါမယ်။ဗုဒ္ဓဘာသာဝင်တွေဖြစ်ရင်တတိတရားလက်ကင်ထားဖို့လိုလာပါပြီ။သူများကိုလက်ညှိုးထိုးနေတာတဲ့ကိုယ်ချုံရင်းချက်များအတွက်တာဝန်ယူဖို့လိုပါတယ်။2021စစ်တပ်အာဏာသိမ်းခြင်းမှာ NLD ဟာပြည်သူရဲ့ယုံကြည်အားကိုလို့မဲဆန္ဒပေးပြီးရွေးချယ်ပေးရတဲ့တာဝန်ကိုမကြေပွန်ပြည့်ရွေးတဲ့အတွက်တာဝန်ယူရပါမယ်။ NLD ထိပ်ပိုင်းကခေါင်းဆောင်များဟာတွေးခေါ်မျှော်မြင်ကြိုတင်ပြင်ဆင်မှုမရှိခဲ့ခြင်းကိုတာဝန်ယူရပါမယ်။တစ်ဖက်မှာတော့ NLD လူငယ်ခေါင်းဆောင်များနဲ့ပါတီဝင်များတောင်းသိမ်းတဲ့ချီပြီးຫນွေဦးတော်လိုင်းမှာကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နေကြတာဆိုတော့ NLD ရဲ့ခေါင်းဆောင်မှုကိုသူတို့ကိုလက်ပြောင်းပေးဖို့လိုလာပါပြီ။ဖန်စီကန် CEC CC စသူတို့လွတ်လာတာနဲ့ပါတီကိုသွေးတလောင်ပြန်လဲတိဆောက်ပြီးဒီမိုကရေစီနည်းကျကျခေါင်းဆောင်မှုပြောင်းလဲရပါမယ်။လက်နက်ကင်တိုင်ပွဲဝင်နေတဲ့ G7 နဲ့တခြားလူငယ်များရဲ့သဘောထားခံယူချက်များကိုစနစ်တကျရယူပြီးပါတီရဲ့အခြေခံမူဝါဒများကိုပြင်ဆင်ဖို့လိုလာပါပြီ။ကျွန်တော်တို့1988ရှစ်လေးလုံးအေးတော်ပုံကနိုင်ငံရေးလောကတွေကိုချင်းစုံပြည့်ဝင်ရောက်လာတဲ့88မျိုးဆက်များကလည်းအရှောင်းလုံးသူများကိုဝေဖန်ခဲ့ခြင်းကနေနေရာရွှေ့ပြီးကိုဝေဖန်ရေးလုပ်ဖို့လိုပါတယ်။အခုຫນွေဦးဒေါ်လာရေးဟာရှစ်လေးလုံးအေးတော်ပုံထက်အရေးချင်းရမြင့်မားတယ်ဆိုတာလက်ခံရပါမယ်။နိုင်ငံရေးဥတီချက်များဟာလည်း1948 49 50ရောင်းသုံးသဘုံလို့အခေါ်ခံခဲ့ရတဲ့အချိန်ကပြည်တွင်းစစ်ထက်လည်းမြင့်မာတယ်။အရေးအတွက်မှာအရေးချင်းပြောင်းလဲခြင်းဖြစ်ခဲ့ပြီးပါပြီ။ဒါကြောင့်အခုလူငယ်တွေလုပ်နေတာကိုကနားမလဲပဲဆရာကြီးဝင်မလုံးမိဖို့လိုပါတယ်။ပြီးတော့60နဲ့63 85လှုပ်ရှားမှုများကနေပြီးလက်ကဲနယ်ဆိုတဲ့အပြောမျိုးကိုပြန်ပြီးဆင်ခြင်စေခြင်းပါတယ်။အဲဒီကာလတွေတုန်းကဘယ်သူမှ Federal Democracy ကိုမတောင်းခဲ့ကြပါစစ်တပ်ကိုမုန်းခဲ့တာဖြစ်ပါတယ်။တချို့ကပစ္စည်းမဲ့အာဏာရှင်စနစ်ကိုတောင်းခံခဲ့ကြတာပါအခုကာလနဲ့ဘာမှမဆိုင်ပါဗမာမုံရောတိုင်းရင်းသားများအနေနဲ့ကတော့မဟာဗမာဝါဒရဲ့ဗမာမျိုးသားရေးဝါဒရဲ့ဗမာလူမျိုးကြီးဝါဒရဲ့ကိုခွဲပြီးမြင်သင့်ပါတယ်ကုန်းမောက်ခေစစ်တွေနိုင်နေတော့ကတော့ဘဝင်မြင့်ပြီးစပူတလူကလားတရုတ်တွေကိုနိုင်ခဲ့တာကိုကြွားဝါဖះနဲ့အမျိုးအတင်းတော်ခဲ့တာမျိုးကမဟာဗမာဝါဒပါဒုဗမာစီယုံလက်ထက်ကတခင်မျိုးဟိဒုဗမာဗမာစာသည်ဒုစာဗမာစကားသည်ဒုစကားလို့ကြွကြော်ပြီးကိုအုပ်ချုပ်ရေးစီးပွားရေးမှာဖိနှိပ်ကျွံပြုနေတယ်လို့ထင်တဲ့လူမျိုးကွဲများအားလုံးကိုတွန်းလှန်လှုပ်ရှားနေစဉ်ကကျင့်သုံးခဲ့တာဗမာအမျိုးသားရေးဝါဒဗာမိနေရှင်နယ်စဉ်ဖြစ်ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်နယ်ချဲလောက်မှာအတူရုန်းကန်ခဲ့ရတဲ့ကြံတိုင်းရင်းသားများလူမျိုးဘာသာကွဲသူများရဲ့ခံစားချက်ကိုမစင်စားပဲ policy ချခဲ့တဲ့ပြည်မအစိုးရဆက်ဆက်နဲ့ဗမာတပ်မတော်ကျင့်သုံးခဲ့တဲ့ဝါဒကသာဗမာလူမျိုးကြီးဝါဒဖြစ်ပါတယ်သူတို့အားလုံးမှာဒုညီတာကတော့နိုင်ငံတော် state ကိုအင်အားသုံးရတည်ဆောက်ခြင်းအမျိုးသားနိုင်ငံများစုစည်းခြင်းနဲ့ဗဟိုကအာဏာဖြန့်ကျက်ခြင်းတို့ကိုရိုးထပြီးမြင်နေခြင်းဖြစ်ပါတယ်ဒါကြောင့်ဗမာမျိုးသားရေးဝါဒလက်ကင်ထားတယ်လို့ပြည်ပပညာရှင်များကဆွဆွဲခြင်းခံရတဲ့ NLD ဟာလည်းသူအာဏာရလာတဲ့ချိန်မှာနိုင်ငံတော်ကိုစီမံခန့်ခွဲခြင်းနဲ့အာဏာကိုဗဟိုမှချုပ်ကန်ခြင်းကိုတထထဲပြုပြီးဖျက်ဝေခြင်း decentralization ကိုမလုပ်နိုင်ဖြစ်ခဲ့ရပါတယ်ဒါကိုပြည်내တိုင်းရင်းသားများအဖို့ကတော့ဗမာလူမျိုးကြီးဝါဒလိုရိုးစရာဖြစ်လာပါတယ်ဗမာပုံရိုက်တွင်းခြင်း Burmanization ကိုလည်းဖြစ်စဉ် process နဲ့ policy များအဖြစ်နှစ်ဆင့်ခွဲပြီးမြင်ဖို့လိုပါတယ်လွတ်လပ်ရေးရချိန်မှာလူမျိုးအရာရောဗမာဘာသာစကားပြောသူနဲ့ဗမာယဉ်ကျေးမှုကိုလက်ခံကျင့်သုံးသူအရေးအတွက်ရာအစမတန်များပြားနေပြီးဖြစ်တဲ့ဗမာလူမျိုးများဟာအိမ်တော်မဲ့ရွေးချယ်ရမှာအကန့်အသတ်ချက်နည်းလေတော့တခြားလူမျိုးစုများနဲ့လွတ်လပ်စွာလက်ထပ်ကြပါတယ်ဒါအပြင်လွတ်လပ်ရေးရပြီးနောက်ဗမာပြည်ဒလအုပ်ချုပ်ရေးရန်ရနဲ့တပ်မတော်အခြေစိုက်ဒေသတွေမှာအရေးပါလာတဲ့ဗမာလူမျိုးများကအခြေချနေထိုင်မှုဟာများပြားလာကြောင်းရှေ့မှာဆိုခဲ့ပြီးဖြစ်ပါတယ်ဒီလိုဖြစ်နေတာဟာအစိုးရဆက်ဆက်ကအာဏာဖြန့်ကျက်မှုကြောင့်ဖြစ်ရတာဖြစ်ပြီးအခုချိန်နိုင်ငံတွေမှာမိမိကိုယ်ကိုဗမာလို့ခေါ်သူများရဲ့အချိုးစားဟာလွတ်လပ်ရေးရကစားကထက်အများကြီးပုံနေပါပြီဒါဟာ policy ရဲ့နောက်ဆက်တွဲဖြစ်စဉ် process တစ်ခုသာဖြစ်ပြီးBurmanization process လို့ခေါ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဗမာတပ်မတော်ထဲမှာဗမာဗုဒ္ဓဘာသာကလွှဲရင်ဗိုလ်ချုပ်ရာထူးမဖြစ်ခဲ့တာကမကြေညာတဲ့အတန်တိတ် policy ဖြစ်ပါတယ်ဒီလိုပဲ1948ခုနှစ်ကစပြီးတက္ကသိုလ်တွေမှာကျောင်းသားတွေချင်းချင်းသိပေးတဲ့ရှမ်းမွန်စတဲ့ဘာသာစကားနဲ့စပြီးညနေပိုင်းသင်တန်းတွေကိုပိတ်ခဲ့တာကလည်းတကယ်ကိုအစွန်းရောက်တဲ့ policy ဖြစ်ပါတယ်ဒီလို policy မျိုးထပ်မံမပေါ်ပေါက်မကျင့်သုံးစီရင်အားထုတ်ရမှာဖြစ်ပေမဲ့ဖြစ်စဉ်ကိုနှိမ့်ကွေးစေရင်တစ်ဖက်ကတိုင်းရင်းသားဘာသာစကားနဲ့စာပေရည်ရည်မှုတွေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်ဖွံ့ဖြိုးတိုးတက်စံသစ်စေရမှာဖြစ်ပါတယ်ညီကုံမြန်မာပြည်မှာမဟာဗမာဝါဒဗမာမျိုးသားရေးဝါဒနဲ့ဗမာလူမျိုးကြီးဝါဒလို့ဆိုရတဲ့ဝါဒတွေဟာအချိုးအစားတစ်မျိုးစီနဲ့ရှိခဲ့တာနှစ်ပေါင်းရာချီရှိနေပါပြီ
လွတ်လပ်ရေးတိုက်ပွဲတုန်းကတော့ဗမာမျိုးသားရေးဝါဒလွှမ်းမိုးခဲ့ပါတယ်လွတ်လပ်ရေးရပြီးတော့ဗမာလူမျိုးကြီးဝါဒကိုပြောင်းတစ်မျိုးဖုံးကွယ်လို့တစ်မျိုးကျင့်သုံးခဲ့ပါတယ်စစ်အာဏာရှင်စနစ်ဟာပြည်တွင်းစစ်မှာဗမာတွေအနိုင်ရရမယ်ဆိုတဲ့ဗမာလူမျိုးကြီးဝါဒကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးဖြစ်ပေါ်လာတဲ့စစ်အာဏာရှင်များဟာအဲ့ဒီဝါဒကိုပြန်ပြီးအသုံးချသွားတာပါအဲ့ဒီလိုအသုံးချနိုင်တာကလည်းဗမာအများစုရဲ့မသိစိတ်မှာအဲ့ဒီဝါဒကကိန်းဝင်နေလို့ဖြစ်ပါတယ်အာဏာကိုပုံဖော်တဲ့နီးမှာပုံမှန်ဖြစ်သွားစေခြင်း normalization ကဖိနှိပ်တဲ့နီး operation ထက်ပိုပြီးထိရောက်တယ်ဒါပေမဲ့ဖိနှိပ်ခြင်းဆိုတာကိုလူတွေကသိပြီးမုန်းတီးကြတယ် normalize လုပ်တာကိုတော့လူတွေကမသိတော့ပါဘူးဒါကြောင့်ကျွန်တော်တို့ကစစ်အာဏာရှင်စနစ်ပြိုကျသွားရင်ဘာပဲဆက်လုပ်လို့ဗမာလူမျိုးကြီးဝါဒရဲ့အနေကိုတတိကြီးစွာထားရပါမယ်မတိမတာနဲ့ပါမလာစေဖို့လိုပါတယ်ပြီးတော့မှစစ်အာဏာရှင်ထက်မပေါ်အောင် Federal စနစ်ပုံစံနဲ့ရောဒီမိုကရေစီအနှစ်သာရရှိတဲ့နိုင်ငံတော်ကိုတည်ဆောက်ဖို့လိုပါတယ်ကျွန်တော်ဒီစာတမ်းကိုခံလဲရသူများဘက်ကတမင်မမျှတအောင်ဘေးလည်းမဖြစ်အောင်ရေးသားထားပါတယ်ဟုတ်ကဲ့ပါအန်ကယ်ဥဟန်သားမြရေးသားထားတဲ့ဗမာသမိုင်းထောင်ချောက်ကြီးစာရန်ဆောင်မတင်ဆက်မှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ရပါတယ်ကြည့်ရှုနားဆင်ကြတဲ့ပရိသတ်များလည်းဘုသူဒ္ဓများတိုးပွားလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်